င်္ဂလာပါရှင် NB Audible YouTube Channel ကနေကြည့်ရတဲ့ပရိသတ်တို့ကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဇလန်လေးတင်ဆက်ပေးရမယ့်အခြေအနေကိုရောက်ရှိလို့လာပါပြီပရိသတ်တို့ရေ။ဒီနေ့မှာပရိသတ်တို့တဲ့တင်ဆက်ပေးမယ့်ဇလန်လေးကတော့ချစ်သူသိစီဆိုတဲ့ဇလန်ကောင်းလေးတစ်ပုဒ်ကိုနောက်ဆက်ခန်းစားရတော့မှာဖြစ်ပါတယ်။ဇလန်လေးကိုမတင်ဆက်ခင်ပြီပါ။ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးခဲ့ကြပါဦးရှင်။ကျေးဇူးအများကြီးတင်ပါတယ်။ခုအားစားပြီးတော့ဇလန်လေးကိုတူတူစီမျောခန်းစားကြည့်လိုက်ကြရအောင်ပါရှင်။ချစ်သူသိစီမြင့်မို့ခဏနေအောင်ငါ့အောင်ဆောင်နောက်ကလှုပ်စီပြေးလိုက်လာတဲ့မဏိကိုကြည့်ပြီးကောင်စိတ်ရှုပ်စွာငဲကြည့်လိုက်ပြီးမဏိနေရလေတကယ်လေးလိုပဲလမ်းလျှောက်တာတလုံးလုံးနဲ့ငါတရုပ်နဲ့ချင်းထားတာနောက်ကြတော့မဲဟာမြန်လာမဏိခက်ရဲပြုံးလိုက်ပြီးတော့မြင့်မို့နောက်ကအပြေးတစ်ပိုင်းလိုက်ခဲ့ရတယ်ဒီနေ့မှာဖက်နက်ကလည်းအသေးလေးလာတော့ဖြူလို့တဲ့ချက်တောင်လေးမှာသွေးကြည့်ပြီးဥလာလေပြီလာပါပြီနေရလေငါချက်တောက်ကနာနေတော့ပါဖက်နက်အသေးဆိုတော့မြင့်မို့သူမချက်တောက်ကိုငဲကြည့်လိုက်ပြီးဖက်နက်အသေးဝေလေးပို့ထူးပြီးတော့လာမလာပါဘူးမနည်းရနေနဲ့မလိုက်ဘူးတောက်ဖက်နက်အရင်လိုပုံတုံဖက်နက်တွေနဲ့ပဲစီစမ်းမှာတပူမရဲ့မြင့်မို့ကဤကဲ့သို့ပင်မနည်းကိုဆိုရင်ဘယ်တော့မှမကြည်မွန်ရုပ်ဆိုးမှတပူမဂျန်တော့မှထိုကဲ့သို့လေခေါ်တဲ့သေးတယ်မဏိမှာမလက်ချင်မှုပြောလဲမြင့်မို့ကလက်မခံအမြဲပင်သူ့ရေးစားအသိရတိုင်းမဏိနဲ့မိတ်ဆက်ပေးတယ်လို့ချင်းတွေ့တိုင်းမှာလဲမဏိကိုမရမကခေါ်သားလေတယ်ပြီးရင်3ရက်လောက်ဆိုပြက်လေးပြီးတွဲပြန်ပြီးမြင့်မို့တို့နောက်တယောက်မဏိမှာသူ့ရေးစားအသိရတိုင်းစိတ်ထဲဝမ်းနေတယ်လို့မြင့်မို့ကိုဆုံးရှုံးလိုက်ရတယ်လို့ခံစားရတယ်ဒါပေမဲ့မဏိစစ်စာဆိုတဲ့မိန်းကလေးကအမြဲတမ်းလိုတိုးသိပ်ပြီးတော့သူမရဲ့ခံစားချက်တွေကိုထုတ်ပြလေမရှိသူမဟုတ်ဘူးလားငိုကြရင်တော့ဟန်ဆောင်ပြောတတ်တဲ့မိန်းကလေးပင်ရှင်းနာရောက်တော့ရှေကန်ပြင်ရှိကိုမြင်နေရပြီအကျိတ်ကောင်းတဲ့တစ်ပစ်ကြီးအောက်ကထန်ကုန်တန်းရမှာကျရုပ်ကထမ်းနေတာကိုတွေ့ရလေတယ်တနေ့ကပင်ကျရုပ်နဲ့သူချစ်သူတွေဖြစ်သွားကြပြီးမဏိနဲ့တခါတည်းမိတ်ဆက်ပေးခဲ့ပြီးဖြစ်တယ်မဏိသိလိုက်တာကမြင့်မို့တွေ့ခဲ့တဲ့မိန်းကလေးတော်တော်များများကမြင့်မို့အနားမှာမဏိရှိနေတာသဘောမကျဘူးဆိုတာပါပဲမြင့်မို့ကလည်းရှင်နေမဏိကိုသဘောမကျတဲ့အရေးရောက်တွေနဲ့ထိုမိန်းကလေးကိုချက်ချင်းအဆက်အသွယ်ဖြက်လမ်းခွဲတတ်တယ်လာပါမဏိရငါတို့နဲ့ခလန်းလန်းမှာနေထိုင်နေတယ်ငါနဲ့ကျရုပ်ကစကားခဏပြောမယ်မဏိကအပြည့်ပြင်းဆုံးအပြုံးတပွေဖန်ဆင်းလိုက်ပြီအေးပါမြင့်မို့ရဲ့ငါဟိုဘက်နာကစောင့်နေမယ်အေးစေပြောကျရုပ်ကမြင့်မို့နောက်ကမဏိပန်လာတာတွေ့ကြတဲ့ကမျက်နှာကတိတိတသာတဲမာသွားရင်ကျရုပ်ရောက်နေတာကြပြီလားသူမကခေါင်းကြီးပြလိုက်ပြီးကြပြီကိုကလည်းပထမဆုံးချိန်တွေ့တဲ့နေ့မှာပဲ15မိနစ်လောက်နောက်ကျသွားတယ်ကျရုပ်ကနှကန်းဆိုပြီးပြောလေတော့မြင့်မို့ကနှကန်းတွန့်ပြောလိုက်ရင်ဟုတ်တယ်ဟိုကျန်းတော်မမဏိကိုခေါ်လာတာသူ့စည်းလာတဲ့ဖက်နှက်ကြောင့်ကျွန်တော်နာလို့ဆိုတော့ကြားနေတာကိုသူ့စကားမဆုံးသေးခင်ကျရုပ်ကဖြတ်ခေါ်လိုက်တော့မြင့်မို့ကသူမကိုကြည့်လိုက်ပြီးပြောလေကျရုပ်အတူရှယ်တွဲထိုင်ရင်ကျရုပ်ကသူ့အနာတိုးထိုင်တာသူ့လက်မကိုတွဲဖက်လိုက်ရင်ပခုံးထက်ကောင်းမိလိုက်ကကျရုပ်တို့နှစ်ယောက်တည်းကျိတ်တာကိုဘာလို့မဏိတစ္ဆာကိုခေါ်လာရတာလဲသူမစကားမဆုံးမြင့်မို့မျက်နှာပြတ်သွားရပြီဘာဖြစ်လို့လဲကျရုပ်မဏိကသူ့ဘာသူနေတာပါကိုတို့ကိုမနှောက်ယှက်ပါဘူးဟာပြောရင်မဏိကိုသူ့လမ်းကြည့်တော့မဏိကသူတို့နဲ့ခလန်းလန်းခုံလေးမှာထိုင်ပြီးစောင်းဖက်နေတာကိုတွေ့ရလေတယ်ဒါတို့ဒါဖို့ကိုရဲ့ကျရုပ်တရင်ကြားတာကျောင်းကလူတွေပြောနေကြကိုရဲ့အရင်ရေးစားနေနဲ့တွေ့တော့ကလည်းမဏိကြောင့်အကုန်ပြက်ကုန်တာဆိုအဲ့လိုကျရုပ်တို့နှစ်ယောက်မဏိကြောင့်တခုခုဖြစ်မှာစိုးလို့ပါကျရုပ်စကားဆုံးမြင့်ဖို့တရားသူ့လက်မောင်းကိုဖက်ထွေထားခဲ့တဲ့ကျရုပ်လက်တွေကိုဖယ်ချလိုက်ပြီးထားရလိုက်တယ်ကိုဘာဖြစ်လို့လဲသူမကိုပြန်ကုန်ကြည့်ပြီး sorry ပဲကျရုပ်ကိုကမဏိကိုအမြင်မကြည့်တဲ့ဘယ်ရေးစားကိုမှစက်မတွဲတတ်ဘူးကွာငါတို့နှစ်ယောက်ဇလန်းကတိမ်မာတင်ပြီးပြီပြောရင်လည်းမဏိစီလှမ်းထက်သွားတော့ကျရုပ်အံ့ဩသွားရတယ်ကိုခဏနေအောင်နောက်ကပြေးလိုက်ခဲ့ပေမဲ့ပြန်လဲမကြည့်ပဲလက်ကပြားလိုက်တဲ့အတွက်ကြောင့်ကျရုပ်နှကန်းကိုဖိကိုက်ကလက်သီးလေးဆုပ်ထိုင်းပါလေသူ့အတွက်မဏိသက်စာကထားနေတဲ့မဏိလက်ကိုဆွဲပြီးထက်သွားတဲ့မြေခွဲကြောင့်ကျရုပ်အမဲပြုံးပြုံးလိုက်မိတယ်အတင်နီလားမဏိရှိလားတော်နီလားလက်ခံအေးကိုဆွဲပြီးသူမဖွင့်ထားတဲ့ရွှေဆိုင်ကိုသွားဖို့ပြင်ဆင်နေစဉ်အိမ်ကျန်းဝင်လာတဲ့မျက်မှောက်ကြောင့်ပြုံးပြလိုက်ပြီးရှိတဲ့တာကြီးခြံထဲမှာစာကျက်နေတယ်မျက်မှောက်ကောင်းကြီးပြလိုက်ပြီးဟုတ်ကဲ့အန်ဒီဒါဆိုကျွန်တော်ခဏသွားလိုက်အောင်မယ်အေးတာ
အန်တီလည်းဆိုင်သွားရအောင်ပါဟုတ်ကဲ့အန်တီဒီလားခြံထဲလိုက်လာတော့တန်းပေါ်မှာကောင်းဝင်အဖြူရောင်နဲ့အိမ်နေချင်းစီတဲ့ကွေးတိုးဖက်အဖြူကြီးကိုစီးထားတဲ့မနီကစပင်တွေကိုရှေ့ကဘီကုတ်နဲ့တိမ်နှံထားတာကြောင့်မျက်နှာလေးကဖြူဝင်းဝင်းမော့ကပြောင်းရှင်းနေပါတယ်သူလာရကုန်းမမြင်သေးတဲ့စာချပုံးမလေးကစာအုပ်ကိုသာတဲကြီးမဲကြီးဖတ်ကြည့်နေလေတော့တယ်မနီသစ္စာကြီးဒီမှာလူတစ်ယောက်လုံးလာတယ်ဗျနည်းနည်းပါပါမောကြည့်ပါဦးကွအတန်ကြတော့မှမနီကြည့်လိုက်တော့ရှဲကြီးပွားပွားနဲ့ကျန်းပေါင်းပြီးခပ်ပွားပွားကိုဝှေ့စင်ထားတဲ့မြင့်မို့ကဘယ်အချိန်ကြည့်ကြည့်အမြဲချောမမှုကလင်းကျဲနေလေတော့တယ်ဟမ်မြင့်မို့နေပါလာလို့ပြန်ပြီလေဒီနေ့နေဘဲခေါ်ငါမလိုက်ဘူးနော်ငါပြောပြီးပြီမြင့်မို့ကမနီစကားကြောင့်မျက်မှောင်တုံလိုက်ပြီးသူမထိုင်နေတဲ့တန်းပေါ်ဝင်ထိုင်ချကနေ့လည်းဘဲမောင်ခေါ်သွားပါဦးကွာမနေ့ပြန်ငါအကူပြင်းတက်ကပြန်လာမှလေအဲ့ဒါအိမ်မမိသားစုညစာဆောက်ပွဲလုံးမှာမမီကနေကိုလာခဲ့ဖို့ပြောခိုင်းလိုက်လို့လာပြောတာဟာဟမ်ကိုကြီးထက်ရပြန်လာတော့မှလားဝမ်းသာအားရမေးလိုက်တဲ့မန်နေဂျာမြင့်မို့စိတ်ကအလိုမကျဖြစ်သွားရင်ပါလဲဟာမနီယာငါအကူပြန်လာတဲ့ဟာနေရပါရီအဲ့လောက်ပြောနေရတာလေမနီကမြင့်မို့ပြောတဲ့စကားကြောင့်ပြုံးလိုက်ပြီးနေမသိပါဘူးမြင့်မို့ရငါဟိုနေ့ညကကိုကြီးထက်ရနဲ့ Facebook မှာစကားပြောရတယ်သူပြန်လာခံနေပြီတဲ့အငယ်လေးရဲ့အတွက်ဘာဝယ်ပေးခဲ့ရမလဲတဲ့အဲ့လိုနေရဘာပြောလိုက်လဲသွားပြင်တဲ့နှကန်းတောင်ကျိုးပြီးအချိုက်တေးသေးလေးနှစ်ခုပေါ်အောင်ပြုံးလိုက်တဲ့မနီမျက်နှာကိုမြင့်မို့တတိလက်လုံးငဲမိသွားပြီးမှမနီစကားကြောင့်မဲနဲ့ထူတန်းတဲ့မျက်ကုံးတန်းတွေကိုပြန်လဲစုကြုံထားလိုက်ကမေးလိုက်တယ်။အော်ငါရင်မွေးလိုချင်တယ်လို့ပြောလိုက်တယ်။အာရာကိုကြီးတရံကဝင်လာပေးခဲ့မယ်ဆိုတော့ငါပြောသွားတာပေါ့ဟာ။အော်နေ့လိုရိုးစိုးမကိုငါ့အကူကရင်မခုံဘူး။မျော်လင့်မနေနဲ့။သူမကိုရိုးစိုးမလို့ပြောတော့မနီကအပြုံးမပြတ်ပဲ။ငါ့ဘွားချင်းမှာကိုကြီးထက်ရန်ကိုငါအကိုစရင်တယောက်လိုပဲတဘောထားခဲ့တာနေပြောတဲ့စိတ်မျိုးငါတကားမှမဝင်ခဲ့ဘူးဟဲ့မနေ့စကားကြောင့်သူ့ကိုယ်သူတောင်မတီးလိုက်ရပဲခုနအလိုမကြမှုကြောင့်တွန်းကုတ်ထားတဲ့မျက်ခုံးတွေပြေးကျသွားရရင်ငါအကိုကြောင့်နေ့ကိုအရင်လိုတဘောထားရဲဆိုတော့ငါ့ကိုကြတော့ရောတတိလက်လို့မေးလိုက်တော့မနေ့မျက်လုံးလေးတွေဝိုင်းသွားရပြီးသူ့မျက်နှာကိုစူးစူးနဲ့နေအကြာကြီးကြည့်ပြီးမှဟမ်နေနဲ့ငါကတငယ်ချင်းတွေလေမြင်မို့ရတော်သေးတာပေါ့ငါ့ကိုလည်းအကိုတယောက်လိုသဘောမထားလို့ငါတော့နေ့လိုပုံတုံတုံညမကိုမလို့ချင်ဘူးနော်မနေ့ပြောင်းလိုက်ပေမဲ့ရှင်တွေကစူးစူးနဲ့ဖြစ်ပေါ်နေတဲ့ခံစားချက်တွေကိုထိန်းချုပ်ထားလိုက်ရင်ငါလေနေ့ကိုချက်တယ်မြင်မို့ဒါပေမဲ့ဘယ်တော့မှငါခံစားချက်တွေကိုထုတ်ပြောမှမဟုတ်ဘူးနေသိအောင်လို့လေစိတ်ထဲကရေရွရင်ကောင်းလင်းကိုသွားမိတယ်ကဲငါပြန်တော့မယ်အခုကိုလေစိတ်သွားကြုံရင်နေလိုက်ခဲ့နော်ငါလာခေါ်မယ်ပြောရင်လည်းတန်းဖို့ကထားလိုက်ကမနေ့ကိုငဲကြည့်တယ်မနေ့ကကောင်းချင်းပြလိုက်ပြီးအေးပါငါလိုက်ခဲ့ပါမယ်နေစာမဝဲနေပြီစာရီလို့မြင့်မို့ပေါင်းမိအိတ်ထဲလက်ထည့်လိုက်ပြီးတော့ပကုံတွန်းပြလိုက်ကငါအေးစိတ်အကုန်ရပြီးသားအေးပါပြောရင်းထွက်သွားတဲ့မြင့်မို့ကြောဖြင့်ကိုတစုံနဲ့ငဲကြည့်ရဲ့မနေ့တပြင်းလေးချမိတယ်တစ်ဖက်သက်အချက်ကသိပ်ပင်မန်းတော့ပဲမြင့်မို့ရဲ့ဒေါ်စန္ဒာလွင်တာကြီးအိမ်ပြန်ရောက်လာတော့မိသားစုလက်ဆောင်ဓမဲဝိုင်းလေးပြင်ဆင်ကဦးဆောင်ချက်ပြုံးနေလေတယ်။ထရင်ကမနေ့ကပဲအိမ်ကိုပြန်ရောက်တာဖြစ်ပြီးလက်ကအိတ်ထဲကရှင်မွေးဘူးလေးကိုနှစ်ဘူးထုတ်ယူပေးလိုက်ပြီးအောက်ဆင်းလာခဲ့တယ်။အဲကန်နဲ့ကစူပါမာမြင့်မို့ကဂိမ်းထိုင်ဆော့နေတာမလို့သူမနေ့ကိုရှာဖို့မိဖို့ခန်းထဲသွားဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ရှင်ဝေကနှစ်ဘူးမို့လို့မြင့်မို့ထိုင်နေတဲ့အနာသွားရန်လိုက်ကမြင့်မို့ဒီမှာမင်းရဲ့အတွက်လက်ဆောင်သူကန်ပေးလိုက်တော့မြင့်မို့ကမယူသေးပဲဂိမ်းဆော့နေရင်သူ့ကိုမောကြည့်လိုက်ပြီးနောက်လက်တစ်ဖက်ကရင်မွေးဘူးကိုကျင်လိုက်ကဟိုတဘူးကမနေ့အတွက်လားထက်ရန်ကပြုံးလေးရဲ့ကောင်းကြီးပြလိုက်ပြီးဟုတ်တယ်ညီနဲ့အငယ်လေးအတွက်အကိုဝဲလာတာသူလမ်းယူလိုက်ရင်မတီးမပြုံးမျက်နှာပြင်ကျေးဇူးပဲအကိုမနေ့ရဲ့အတွက်အကိုကလက်ဆောင်ဝယ်ပေးတယ်ဆိုတဲ့အသည့်ကသူ့စိတ်ကိုတင်ကျပ်သွားစေတယ်ဟိုတုန်းကလည်းမပြောင်းလဲခဲ့တဲ့မြင့်မို့ရဲ့စိတ်ထဲကအကြောင်းအရာတစ်ခုကငယ်လေးတဲကစုံရင်တောင်မနေ့ကိုသူ့ဘက်မှာနေတဲ့သူနဲ့သူဆိုသူများနဲ့မနေဆိုတာသူလုံးဝမကြိုက်ပင်အခုလဲเจ้าမမနေ့ကိုလာပြီးကတ်တဲ့အကောင်မှန်သမျှသူ့လက်ချက်ကြောင့်ကြောက်လို့ဝေးဝေးရှောင်နေရတာများတယ်။တာရီဟာဘာကြောင့်လဲဆိုတာကိုသူနားမလည်နိုင်တယ်လို့မနေ့ကိုလည်းသူချစ်နေလို့လားဆိုတာကိုတော့မဟုတ်ပြန်ပင်ဒါပေမဲ့မနေ့ကိုသူကလွယ်ပြီးတခြားသူနဲ့ရင်းနှီးကြောင်းဝင်တာကိုသူမကြိုက်တာတော့အမှန်ပါ
ထက်ရန်ပြုံးလေးရဲ့ထွက်သွားပြီးမိဖို့ကန်တဲ့ဝင်သားလေးတယ်စိတ်ကရှုပ်ထွေးလာတာမလို့ဂိမ်းစော့နေတာကိုရက်လိုက်ပြီးသူပါမိဖို့ကန်တဲ့လိုက်လာခဲ့တယ်ဒီနေ့ကျောင်းကိုသူ့ရဲ့ထွက်လာခြင်းဖြစ်တယ်ခရိုင်းဆိုမနီကိုဝင်ခေါ်ပြီးမှလာနေကြအခုသူမကိုစိတ်ဆိုးနေခြင်းကြောင့်ဝင်မခေါ်ပဲထားပစ်ခဲ့လေတယ်စိတ်ရဲ့အလိုမကျခြင်းကြောင့်မျက်ခုံးတွေတွန်းချိုးထားသလိုမျက်မှောက်ကြီးကျုံနေပေမဲ့ကျောင်းမလုံးနဲ့ကျုပ်ရည်ကစူမသွားစေပဲဂျေကန်ကန်အသွင်ကိုဆောင်နေလေတယ်လူကအတွေ့တဲ့ဘာကိုမှဂရုမဆိုင်အားပဲစိတ်ထဲမှာမနစ်ကိုသာဒေါသထွက်နေတာမလို့သူ့အသွေးနဲ့သူလဲချောင်းနေရင်သူတိုက်ပြစ်ပြီးလဲကျသွားတဲ့မိန်းကလေးကြောင့်သူစိတ်ရှုပ်စွာဒီအတိုင်းထွက်သွားမလို့ပြင်လိုက်ပေမယ့်တခြားသူတွေကကြည့်နေတဲ့အတွက် sorry ပါမင်းပဲနာသွားသေးလဲထိုမိန်းကလေးကပြစ်တက်ပြီးလဲကျသွားတဲ့အရှင်ကြောင့်မျက်နှာလေးကရှုပ်မဲ့ပြီးသူမလက်ဖွားလေးကိုပြန်ပြီးဖိဖို့နေလေတယ်သူမေးလိုက်ရင်သူမကိုဆွဲထုပေးဖို့ပြင်လိုက်ကြတယ်ရပါတယ်ညနိုးလည်းပဲနားသွားတာပါသူဆွဲထုတဲ့အတိုင်းညနိုးအလိုက်တင်ထားလိုက်ရင်ကြိတ်ပြုံးမိလေတယ်စိတ်ဝင်စားခဲ့ရတာကြပေမလားအခုလိုသူ့ရဲ့အရေးတယူဆက်ဆံမှုကညနိုးနှလုံးသားကိုနှွေးထွေးစေခဲ့တယ်လေသူမကိုသူဆွဲထုပေးပြီးတဲ့နောက်မိန်းကလေးမျက်နှာကိုအသေးချကြည့်လိုက်တော့မင်းကယူပဗေဒကကိုယ်အရွေးခံထားရတဲ့မျက်နှာခံပဲသူမကိုသိတဲ့အတွက်မျက်နှာပြုံးရှင်သွားရကောင်းလေးမြန်မြန်ညှိပြရင်ဟုတ်ပါတယ်ရှင့်ဒီတခါကောင်းကြီးပြုံးပြပြီးထွက်သားသူကမြင်ဖို့ရဲတာမင်းဘာမှမဖြစ်ဘူးမလားဒါဆိုလဲကျွန်တော်အတန်သေးသွားတော့မယ်မျက်နှာကောင်းလေးညှိပြီးမတ်တရက်ပြီးတော့ကြံနေခက်လေတယ်ခါတိုင်းလေးတွေဆိုမြင့်မို့ကမနီကိုတောင်းသွားဖို့လာခေါ်နေကြပြီဒီနေ့မနေ့တော့သူလာခေါ်တို့နဲ့စောင့်နေပေမဲ့အချိန်တွေအကြာကြီးမနီစောင့်နေတဲ့အဆုံးအိမ်ဟောက်ဒရိုက်ဘာကိုပဲကြောင်းလိုက်ပို့ခိုင်းလိုက်ရတယ်။ဘာကြောင့်မှမသိပေမဲ့မြင့်မို့အခုလိုသူမကိုတမနက်လေးတောင်လောက်မခေါ်တာတော့မနီစိတ်ထဲဝမ်းနေလို့မဆုံးပင်ကျောင်းချီရောက်တော့ကားပေါ်ကဆင်းလာခဲ့ပြီးကျောင်းထဲဝင်လာခဲ့လိုက်တယ်။အမြဲတမ်းမြင့်မို့နဲ့ကျောင်းတူသွားအတူပြန်ဒီနေ့မနီတယောက်တည်းကျောင်းထဲဝင်လာတော့ဟဲ့ဟိုမှာမနီသစ္စာဒီနေ့တယောက်တည်းပါလားအေးဟဲ့မြင့်မို့လည်းမတွေ့ပါလားအမြဲတွဲနေကြဆိုတော့အခုလိုတယောက်တည်းဆိုတော့သူတို့နေအောင်ပြဿနာဖြစ်ထားကြတာများလားငါမနေ့ကမြင့်မို့ကျောင်းစောချင်းလာတာတွေ့လိုက်တယ်ယူပဗေဒကွင်းမျက်နှိုးခင်နဲ့သူစကားဆက်ပြောနေတာတော့တွေ့လိုက်သေးတယ်ဟဲ့သူမကိုအမြေကမှမြင့်မို့နဲ့သူမအကြောင်းပြောနေကြအတန်တွေကပိုဆိုးလာတာမလို့မနီကောင်းခါထုတ်လိုက်ပြီးအတန်တွေရောက်အောင်ဝင်လာခဲ့တယ်အတန်တွေရောက်တော့မြင့်မို့ထိုင်နေကြခုနေရကလုံနေတာကိုသိရတဲ့မနီအတန်တွေဝိဝဲရှာနေမိတယ်မြင့်မို့ကလည်းဘယ်ရောက်နေတာလဲမသိဘူးဟာတယောက်တည်းတိုးတိုးတိတ်တိတ်ရေရွရဲသူမနေရာလေးကိုဝင်ထိုင်လိုက်တယ်မနီကကျောင်းမှာတငယ်ချင်းများများဆဆမရှိပေမနီဝင်ထိုင်ကတွေ့တော့မေသူကဟမ်မနီတယောက်တည်းလားဒီတခါတော့ကိုရံတော့မပါဘူးလားမနီခက်ရက်လေးပြောပြီးကောင်းလေးခံပြလိုက်တယ်မြင့်မို့ကမနီအနားမှာအမျက်ရှိတဲ့အတွက်သူ့ကိုမနီရဲ့ကိုရံတော့လို့တချို့ကစကြတယ်နေစိတ်ဆိုးအောင်ငါဘာလုပ်မိလို့လဲမြင့်မို့ရဲ့ခဏကြာတော့ဆရာမဝင်လာပြီးစားတင်လေတယ်မြင့်မို့ကတော့အတန်းတန်းဝင်မလာခဲ့ပါစားတင်ချိန်ပြီးတော့မိသားဆရာမပြန်ထွက်သားသည့်တိုင်မနီစိတ်တွေကလူနဲ့မကပ်ပဲမြင့်မို့တဲ့ဖုန်းတွေခေါ်နေတယ်သူမဖုန်းကိုမြင့်မို့ကဘလို့ထားတာပဲဒါဆိုမြင့်တို့နေအောင်တငယ်ချင်းတွေဖြစ်သားကြပြီနော်မြင့်မို့ကောင်းကြီးပြလိုက်တယ်ဆိုပါတော့ကွာမြင့်တို့ကဆက်ပြုံးလေးပြုံးလိုက်ပြီးဟမ်ဒါပေမဲ့မြင့်တို့တခုလောက်မေးချက်နဲ့မြင့်မို့မဲလေဒီလိုပါမြင့်မို့နဲ့မြင့်တို့နဲ့အခုလိုတငယ်ချင်းတွေဖြစ်သွားတာကိုမနီသစ္စာသိသွားရင်မြင့်တို့စကားမဆုံးခင်မြင့်မို့ရဲ့မျက်နှာတည်သွားပြီမဆိုင်တာတွေမနီနဲ့ကိုနဲ့ကငငယ်တည်းကအခုချိန်ထိအတူကြီးပင်းလာခဲ့ကြတာမနီတော့ဖြူစင်တာမနီပဲရှိတယ်မနီပေါ်မှာသူနဲ့ချင်းတလူသားနိုင်မယ်သူများမျက်စောင်းထိုးကြည့်တာတော့သူလုံးဝမကြိုက်ပါဒီနေ့တော့မနီကအကုနဲ့မနီရင်းရင်းနှီးပြောဆိုဆက်ဆက်နေတာကိုတွေ့လို့သူမနီကိုစိတ်ဆိုးနေခြင်းဖြစ်တယ်မြင့်မို့ရဲ့ခက်မမအတန်းကြောင့်မြင့်တို့မျက်နှာလေးပြတ်သွားရပြီးချက်ချင်းပင်အပြုံးတပွင်ဖန်ဆန်းလိုက်ကတဆိုးမြင့်တို့ကိုမနီသစ္စာနဲ့မိတ်ဆက်ပေးပါလားယင်သူကစာလေးအရန်တော်တယ်မလားအဲ့ဒီလိုကြားတာပဲခဏကြာမှမြင့်မို့ကောင်းကြီးပြလိုက်ကမိတ်ဆက်ပေးမယ်အခုတော့အတန်းထဲပြန်ကြရအောင်အခုလောက်ဆိုမနီတယောက်တည်းဖြစ်နေလာပြီပြောရင်းနဲ့မြင့်မို့ထားရလိုက်တော့မြတ်နိုးလည်းခက်မြန်မြန်နောက်ကထားလိုက်ကကန်တင်းထဲကထွက်လာခဲ့ကြတယ်မြတ်နိုးမှာမြင့်မို့ရဲ့တီလိုကန်တင်းအတူထိုင်ရမယ်လို့ပေရုံးမှမတွေးခဲ့ဘူးပင်သူမကိုယ်တိုင်ကကွင်းတယောက်ဖြစ်နေပေမဲ့
မြင့်မို့ကဒီတကြောင်လုံးရဲ့ပေါ်ပြူလာအဖြစ်ဆုံးလူသားပင်အတန်းတိုင်းလှမ်းမြင်လိုက်ရတဲ့မြင်ပွဲကြောင့်မြင့်မို့ဒေါသကထွက်လာကတောက်ခါမရင်မနေ့တစ္ဆာမနေ့နာမည်ကိုအပြည့်စုံခေါ်ပြီးဝင်လာတဲ့မြင့်မို့ကြောင့်မနေ့အသားတွေပါတုံရသွားသလိုမြင့်မို့ကိုအနားမှာမတွေ့ရတာနဲ့မနေ့ကိုစိတ်ဝင်စားကြောင်းလာပြီးပြောနေတဲ့မေတက်သားတယောက်အံ့ဩသွားရကမြင့်မို့ကိုကြောင်ပြီးတော့ကြည့်နေမိတယ်လာအခုတောင်အိမ်ပြန်မယ်မြင့်မို့မနေ့ကသူမထိုင်နေကြနေရမှာစာထိုင်လုံးနေတာဖြစ်ပြီးမင်းတက်သားကဓာတုဗေဒကဖြစ်ပြီးမနေ့ရှိရကုန်းမှာလာထိုင်ပြီးရီစားစကားပြောနေခြင်းဖြစ်တယ်မြင့်မို့ကမနေ့လက်မောင်းကနေဆွဲထုတ်ပြီးအိမ်ပြန်ရန်အတင်းဆွဲထုတ်တော့မြင့်မို့ငါတေချာအချိန်တက်ရအောင်မလေးဟာမနေ့စကားကြောင့်မြင့်မို့မျက်နှာနေရလာကပါလေမနေ့နင်းကဒီကောင်နင်းကိုလာကြောင်နေတာကိုတားရနေတာလားဟင်မနေ့သူစကားကြောင့်ရှက်လဲရှက်ဝမ်းလဲနေသွားရကမြင့်မို့လက်ထက်ကသူမလက်ကိုစောင်းရုံလိုက်ပြီးနေငေါ့ကိုဘလို့ပြောလိုက်တာလဲမြင့်မို့အေးနေကြတဲ့အတိုင်းပဲနေကငါအနားမှာမရှိတာနဲ့ဖြစ်ချင်တိုင်းဖြစ်နေတာပဲရှားတယ်နေချင်းတို့လို့နေမနေ့ဒီနေ့ရစပြီနေနဲ့ငါခေါ်စရာအကြောင်းမရှိတော့ဘူးမြင့်မို့မင်းမနေ့ကိုအဲ့လောက်ပြောစရာမလိုဘူးတဲ့လေကြားနေရတာအဆင်မပြေလို့မင်းတက်သားကြားကထပြီးတော့ဝင်ပြောတော့မနေ့ရပေါ်ထွက်နေတဲ့ဒေါသကမင်းတက်သားပေါ်ကြားရောက်သွားပြီးမင်းတက်သားပကုံးကိုမြင့်မို့ကတစ်ချက်ဆောင်တောင်းလိုက်ကမင်းရပါလဲဟျောင်းငါနဲ့မနေ့ကြားကိုမင်းရပါဝင်လောက်တာလေမြင့်မို့သွားရအောင်နော်လာငါတမ်းမတက်တော့ဘူးနော်မြင့်မို့နဲ့ရှေ့ကမင်းတက်သားရပြစ်မှာဆိုကမနေ့မြင့်မို့လက်မောင်းကိုအတင်းဆွဲကအပြင်ကိုခေါ်ထုတ်ဖို့ပြင်လိုက်တယ်ဒါပေမဲ့မြင့်မို့ကသူ့လက်မောင်းကိုလာထိတယ်မနေ့လက်တွေကိုပုတ်ချကဖိတ်စမ်းမလေးပါလေနေ့အကောင်ကိုငါထိမှာဆိုလို့လားမြင့်မို့စကားကြောင့်မနေ့ရက်ထဲမှာဝမ်းနဲ့နာကျင်လာရကမြင့်မို့နေပါရီဖြစ်နေတာလဲဟာမင်းကကောက်ရိုးပုံဆောင်နေခွေပဲမြင့်မို့ခေါင်းရန်မင်းအကြောင်းတကြောင်လုံးပြောနေကြတာငါကြားပြင်မဲ့သိပြီးမယုံခဲ့ဘူးကွာအခုတော့လက်တွေတီးလိုက်ကြပြီမင်းကမနေ့ကိုမင်းလဲမလို့ကျဲတယ်လို့သူများစုမကိုလည်းမကြိုက်တဲ့ကောင်းပဲကွာမနေ့လေအရွယ်ရောက်ပြီးသားမင်းကလေးပဲချစ်သူရေးစားထားခြင်းပဲမဲ့မထားခြင်းမထားဘူးမင်းနဲ့ပါဆိုင်လဲပါလေမင်းကသူ့ရဲ့အုတ်ထင်းသူလားသူ့ကိုလားကွာမြင့်မို့မင်းထက်သားရဲ့စကားဆောင်မြင့်မို့ရဲ့လက်သီးတစ်ချက်ကမင်းထက်သားမျက်နှာကိုထပ်ပြီးတော့ရောက်ရှိသွားလေတယ်မနေ့မြင့်မို့လက်ကိုအတင်းဆွဲထားပြီးငါတောင်းမှန်ပါတယ်မြင့်မို့ရဲ့တောင်းမှန်ပါတယ်နော်တော်ပါတော့ဟာဒီကမင်းထက်သားကိုမနေ့လဲတောင်းမှန်ပါတယ်မင်းထက်သားမခံချက်ပဲမဲ့မနေ့ငိုတန်းဖြင့်တောင်းမှန်နေတဲ့အတွက်စိတ်ကိုချော့ချထားလိုက်ပြီကောင်းပြီကိုမနေ့ကိုအားနာလို့ဒီတိုင်းထားပေးလိုက်မယ်ကိုသွားပြီမင်းတက်သားရှိရာထွက်သွားတော့မြင့်မို့သူ့လက်ကိုအတင်းဆွဲထားတဲ့မနေ့လက်ကိုအားနဲ့လွဲပြီးတော့ကျုံးလိုက်ကမနေ့လက်ကသူ့လဲချိန်ကြောင်ခုံဆောင်နေရိုင်းမိသွားရတာမလို့မနေ့ထအော်လိုက်မိတယ်အတဲတဲကောက်လူတွေကသူတို့ကြားထဲမှာဝင်မပါရဲ့ပဲဝိုင်းကြည့်ပြီးပြုံးကြည့်နေကြတယ်ထုံမြေခွေးကိုဝင်မပါပဲအဆအဆုံးကြည့်ပြီးကျင်းနဲ့ပြုံးနေမိတာကမျက်နှာခင်သာမနေ့ကခုံဆောင်တဲ့ရိုင်းမိလို့နှာသွားတဲ့လက်ကလေးကိုပြန်ဦးကင်ပြီးကြာစင်းလာတဲ့ပါးပင်ထက်ကမျက်ရည်တွေကိုအသာပြန်တုံးလိုက်ရင်သူမကိုစကားတခွန်းမှမပြောပဲအတန်းထဲကထွက်သွားတဲ့မြင်းမို့ရဲ့ကြောပြင်ကိုကြည့်ရင်နာကျင်လာတဲ့နှလုံးသားကနေအတွက်ပဲကြည့်တယ်နော်မြင်းမို့ရဲ့သမီးလက်ကဘလို့ဖြစ်တာလဲတော်နီလာဆိုင်မသွားခင်ပတိပြူပြူလေးစီထားတဲ့မနေ့လက်ခုံလေးကိုတွေ့လိုက်တော့ဆိုဖာပေါ်မှာဝေးထိုင်ရင်မေးလိုက်တယ်မနေ့လက်ကလေးကိုအသာဖွက်ထားရင်နဲ့ကောင်းခါပြလိုက်ကမနေ့၆လန်းရေးခမ်းမိသွားတာပါမင်းနည်းနည်းလေးတန်ရကြတာပါလက်ကတန်ရတဲ့ရှင်ထဲကတန်ရကပို့နာတယ်မင်းမဒီစီကိုမြုံမို့မလာတာ၃ရက်ရှိသွားပြီဖြစ်တယ်လို့မနေ့ဖုန်းကိုလည်းပလက်လေးလောက်ထားတယ်ပြီးတော့မနေ့ကြားမိတဲ့တဲ့ကမြင့်တို့ခေနဲ့မြင့်မို့ချစ်သူတွေဖြစ်သွားကြပြီတယ်လေမနေ့ကအစာအလုံးနဲ့ရှင်ရင်သူ့အတွက်လူသုံးပါမမေရဲ့စိတ်ထဲကစကားတန်တွေကအပြင်ကိုထွက်ကြမလာပေမဲ့နာကျင်နေတဲ့နှလုံးသားကဒီတခါတီးချက်ဖို့ပြင်းနေတော်နီလာမျက်နှာမကောင်းပဲတိတ်ဆိတ်နေတဲ့မနေ့ကိုအကဲခတ်လိုက်သမီးနဲ့မြင့်မို့ရံဖြစ်ထားတာလားမနေ့မျက်လုံးလေးဝင်းတက်လာကမမေကိုကြည့်လိုက်ရင်ကောင်းခါပြလိုက်ပြီမဖြစ်ပါဘူးမေတော်နီလာတပ်ပြင်းချလိုက်ပြီဒါဆိုမြင့်မို့ကသမီးကိုလာမတွေ့တာ3ရက်လောက်ရှိပြီဆိုတော့သမီးတို့ရံမဖြစ်ပဲသူကဒေါ်နီလာစကားမဆုံးသေးခင်လက်ကင်အေးတဲကဖုန်းမိလာတာကြောင့်ထုတ်ယူပြီးကန်လိုက်ဟယ်လိုအေးဒါဆိုငါအခုပဲလိုက်ခဲ့မယ်ပြောရင်လည်းဖုန်းချလိုက်ကကဲသမီးမမေဆိုင်အမြင်သွားမှဖြစ်မယ်မိုးကုတ်ကမမေမာထားတဲ့ကြောက်အရည်လက်လာလေးတွေကြောက်နေပြီတဲ့ဟုတ်ကဲ့မမေသွားပါ
တော်နီလာထိုင်ရမှထားလိုက်ပြီးဒရိုင်ဘာကိုခေါ်လိုက်ကဆိုင်ကိုသွားဖို့ပြန်လိုက်တယ်။မမေကားချံဝင်းထဲကအပြင်ထွက်သွားမှမနစ်သက်ပြန်လေးကြားလိုက်ပြီးဖုန်းလေးကိုယူကသူမအခန်းထဲပြန်တက်လာခဲ့လိုက်တယ်။ဆောင်းမွေးဝဲကနောက်လာတယ်ဖြစ်ရမှာမလို့မနစ်စာကြည့်ရင်စာအုပ်ကိုလန်လိုက်ရင်မနစ်သစ္စာနေဟာလေဘလောက်ခံရအမတ်တင်ညာကိုမရှိဘူး။နေ့အချစ်တွေကိုမြို့ကမမြင်နိုင်ဘူး။နေ့ကဘာတွေမျောလဲပြီးခံစားနေရတာတော့ခေါင်းထဲကဖျောက်ပြက်လိုက်အဲ့အတွေ့တွေသူမကိုသူမပြန်အားသိရင်စာကြည့်နေလိုက်တော့တယ်။မြင့်မို့ထက်ရန်တယောက်ဆက်လက်ကြီးအနီရောင်နဲ့အောက်ကဘောင်းမီအနက်ကိုတွဲဖက်ဝေးစိန်ကလီတရွှွန့်ရွှွန့်နဲ့အိမ်မော်ထက်ကဆင်းလာခဲ့တယ်။အေကန်နဲ့ကဆိုပါမှထိုင်နေတဲ့မမေကိုတွေ့တော့မော်နီမမေဒေါ်စန္နာတွင်တာကြီးနှုတ်ဆက်တန်ကိုကြားတော့ပြုံးလိုက်ပြီးဟောတာကြီးကအောက်တက်ဆင်းလာပြီးတားငယ်ကမလာသေးဘူး။ထက်ရန်ပြုံးလိုက်ပြီးမမေနဲ့မင်းနဲ့ချမ်းဆိုင်ဆိုပါမမဝေထိုင်ကဟာအိပ်ပါစေမမေရဲ့ကျွန်တော်ကအစောကြီးနိုးတွေတို့သာအောက်တက်ကိုဆင်းလာတာမနေ့ပြန်ကုမ္ပဏီဖွင့်ပွဲဆိုတော့စီစဉ်စရာရှိတာတွေစီစဉ်ရှင်လို့လေတားကြီးကလူချင်းသူကောင်းစံနေတတ်တယ်။တားငယ်ကလူငယ်ပြီးတစွတ်တိုးတရားဆိုင်ထုတ်တတ်တဲ့အကျင့်ရှိတယ်။တားနှစ်ယောက်တည်းကတယောက်ယောက်နဲ့မနေလေးကိုပေးစားဖို့သူမအစကလေးကအတွေ့ထဲမှာရှိနေပြီးသားဖြစ်တယ်။တားကြီးမျက်နှာကြောကြောကိုကြည့်လိုက်ပြီးတားကိုမေမေတစ်ခုလောက်မေးချင်တယ်ကွယ်ထက်ရန်မေမေကိုပြုံးပြလိုက်ပြီးမေးလေမေမေဒေါ်စနာလင်းကောင်းတက်ချက်ညှိလိုက်ပြီးဒီလိုသားကြီးရင်မနီလေးကိုဘယ်လိုမြင်လဲဟမ်ထက်ရန်ကော်ဖီတောင်းရင်တီးမလို့တောင်းဖြစ်သွားရပါပြီမေမေကိုကြည့်လိုက်မိတယ်မေမေမျက်နှာကိုကြည့်လိုက်တော့လဲပကတိတင်းငယ်လေးနဲ့နေတာကိုတွေ့လိုက်ရတယ်ကျွန်တော်မနီကိုကိုညင်မလေးလိုပဲအခုအချိန်ထိမြင်နေမေမေအခုလိုမေးတာကဟာသားကြီးထင်တယ်လို့ပဲမေမေကမနီကိုချွေးမတော်ခြင်းနဲ့သားကြီးနဲ့ဆိုပိုတင်းတော်မလားလို့ပါဒီလိုတွေ့မိလို့ဟောမေမေကညီလေးကိုအရင်မေးကျွန်တော်ကိုမမေးနဲ့မြင့်မို့ကသူ့ကိုသူမသိတာကျွန်တော်ကဘေးရမြင်နေရတယ်မနေ့ကကျွန်တော်လက်ဆောင်ဝယ်ပေးလာလို့မမေသားမျက်နှာပြတ်သွားတာကျွန်တော်ကတတိထားမိတာပါဗျပြုံးဆဆပြောနေတဲ့သားချင်းမျက်နှာကမနီလေးကိုတကက်ညီမလေးလိုပဲသဘောထားနေတာကိုဒေါ်စန္နာလွင်အတိုင်းသားမြင်နေကြတာမလို့တက်ပြင်းချလိုက်မိတယ်ဒါဆိုရင်တော့တားငယ်ရဲ့သဘောထားကိုပဲမေးကြည့်ရတော့မှာပဲဟုတ်ကဲ့မေမေဒါဆိုကျွန်တော်အပြင်သွားလိုက်အောင်မေအေးသားကားကိုဖြည်းဖြည်းမောင်းတော့ဟုတ်ကဲ့မေမေထက်ရန်ကားတော့ယူလိုက်ပြီးအပြင်ထွက်တော့မှဒေါ်စန္နာလွင်လည်းကောင်းခါလိုက်မိတယ်ကိုမျက်နှာဖုံးဆက်တာဘာလို့မကင်တာလဲကားလေးပါကင်ထိုးပြီးရှိအောင်ရှိသေးတယ်မျက်နှာကကားကိုရက်နေကြနေရမှာလာဆောင်နေတာတွေ့ရတယ်ကားပေါ်ကဆန္ဒပြီးမောင်ကုတ်ကုတ်မျက်နှာကစိတ်ရှုပ်စွာလေးဘူးတချို့မှုန်ထွန်လိုက်ကကိုမကြားလို့ပါဖုံးဆန်းနဲ့လှုပ်ထားမိလို့တကယ်ကသူမနစ်ကိုစိတ်တူနေခြင်းဖြစ်တယ်ပါလေဒါကတရက်နေ့ရဲ့စိတ်ဆိုးရင်တော့ပြီပေါ့အခုတော့သူမကသူ့ကိုမဆောင်ပဲကျောင်းကိုအင်ဟာကနဲ့လိုက်ဖို့ခိုင်းတာတဲ့နေနိုင်နဲ့ပေါ့သူ့ကိုမခေါ်ပဲနဲ့မနစ်သူအခုလိုပဲစိတ်ဆိုးစရာကိစ္စတစ်ခုခုရှိလာတိုင်းမနီဘက်ကအမြဲလျှော့ပေးနေကြအမြဲသူ့ကိုလျှော့နေကြပဲမလားအခုတော့သူမကဖုန်းကိုလည်းဆက်ပိတ်ထားတယ်တဲ့ကျောင်းတော့သူကမျက်နှာနဲ့အချိန်ကုန်နေတာနဲ့သူမစီမလာပြလို့ဖုန်းဆက်မိတာအလကားဖြစ်သွားတယ်ဘလို့ခန်းစားချက်ကြောင့်စိတ်ထဲနေရခံမှမသိပေမဲ့မနီသူ့ကိုအခုလိုပြစ်ထားတာသူတကယ်မနေတတ်ပဲမျက်နှာကိုအတန်းရှိလိုက်ပို့ပေးအောင်နော်မျက်နှာကအတန်းနဲ့မဝေးရဲပဲကိုကိုစောင့်နေတာမျက်နှာကညွတ်တုအတန်းလေးဖြင့်မြင့်မို့လက်ကိုလှန်တွဲပြီးတော့ကပ်ပြောနေတယ်မြင့်မို့စိတ်ထဲကမနီကိုတွေ့ချင်နေပြီဖြစ်တော့လေမျက်နှာနဲ့သူကချစ်သူဖြစ်တာ3ရက်တာရှိသေးတာမလို့လာကိုမျက်နှာအတန်းရှိလိုက်ပို့ပေးမယ်အတိုင်းမသိပြောရှင်နေရတဲ့မျက်နှာမျက်နှာနနာလေးကအပြုံးတို့ဖြစ်ပေါ်လေရဲ့ကောင်းနေလိုက်ကကျေးဇူးပဲကိုတဲ့အတန်းနဲ့ရောက်တော့မနီဘေးမှာသူဝင်ထိုင်ရင်မိကုန်းကြီးတရက်ဆက်မင်းနေတဲ့မြင့်မို့ကြောင့်မနီခက်ရက်လေးပြုံလိုက်ရင်နေငါ့ကိုမခေါ်ချင်ဘူးထင်လို့ငါအိမ်ကကိုလူမကိုပဲလိုက်ပို့ခိုင်းလိုက်တာပါပြီးတော့ဖုန်းဆက်ပိတ်ထားတာကငါစာကြည့်နေလို့ပါပတိဖြူဖြူလေးစီအကြည့်ရောက်သွားရင်မြင့်မို့ကနေတခုဖြေဖို့ကြံ့နေသေးတယ်သူ့ကိုမျက်လုံးဝိုင်းလေးဖြေပြန်ကြည့်လာတဲ့မနီကြောင့်မနီကောင်းလေးကိုခပ်ပွားပုတ်ကလက်ကတန်ရနာနေသေးလားဖြစ်အောင်ဟမ်မနာတော့ပါဘူးဒီလိုပဲသူမကမြင့်မို့သူမအပေါ်ဘလောက်အနိုင်ရယူစိတ်မနာနိုင်သေးတော့မြင့်မို့ငါလေးလိုဖြစ်ပါမလားဟဲ့မနီမရဲတရဲမေတော့မြင့်မို့ကမနီလက်ကိုဆွဲသွားလိုက်ပြီးဖြစ်တယ်ဘာလို့မဖြစ်ရမှာလဲနေကငါ့ရဲ့ချစ်ဆုံးတငယ်ချင်းပဲမနီကငါပေကောင်မလေးနဲ့ဘလို့ပဲတဲတွေ့နင်းနဲ့မိတ်ဆက်မပေးတဲ့တယောက်ရှိလို့လားဟာမနီခက်ရဲလေးပြုံးလိုက်ပြီးကောင်းကြီးပြန်လိုက်တယ်ကြောက်ကန်တဲ့ရောက်တော့တောင်းကြကြခုန်နေရမှထိုင်နေတဲ့ရှူပါဗီတာကွင်းမျက်နှာခင်ကိုတွေ့လိုက်ကြတယ်မနီနဲ့မျက်နှာဝင်လာတာကိုတွေ့တော့
မြင်တို့မျက်နှာပြန်ရင်းသွားရင်ပကတိအတိုင်းဖြစ်အောင်ပြန်လည်ပြုပြင်ပြီးတော့ပြုံးထားလိုက်ရတယ်မြင့်မို့အကြောင်းသူမအကုန်ကြားဖူးသားတာပဲဗန်မင်းကလေးနဲ့ဘလူပဲတဲမဏိတစ္ဆာဆိုတဲ့တယောက်နဲ့မိတ်ဆက်ပေးနေကြသူတွဲတဲ့မိန်းကလေးကမဏိတစ္ဆာကိုအမြင်မကြည့်တဲ့အကြောင်းပြောရင်အဲ့ဒီကောင်မလေးဘလောက်လာအကြောင်းမကြည့်အကြောင်းရှာမြင့်မို့ဘက်ကအဆက်အသွယ်ဖြတ်ပေးတာတယ်ဒီအချက်ကိုမြန်တို့ကောင်းကောင်းအသုံးချရမယ်မဟုတ်လားဒါမှမြင့်မို့နဲ့မြန်တို့ရှေးဆက်လို့ရမှာလေမြန်တို့မြင့်မို့ကသူမကိုနှုတ်ဆက်တယ်လို့ခေါ်လိုက်ပြီးသူမရဲ့ဘေးမှာဝင်ထိုင်လိုက်တယ်ပြီးတဲ့နောက်မဏိဘက်ကိုခုံဆဲပေးလိုက်ကလာမဏိဒီမှာနေရဒီမှာထိုင်သူမရှိကခက်ရဲ့မျက်နှာလေးဖြင့်မဏိကိုကြည့်နေတဲ့ညံတို့ခင်ကမဏိထိုင်လေရှုံးလေးအတန်ဖြင့်အရင်စကားဆဆူလေးတယ်ရပါတယ်မဏိဒီမှာပဲထိုင်လိုက်တော့မယ်ခုံကိုဒီဘက်ပြန်ဆွဲလိုက်ပြီးသူတို့နှစ်ယောက်နဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်တယ်ပြီးတော့မြင်းမို့ပါညံတို့လက်ကလေးကိုစုပ်ကန်ပြီးပြုံးလိုက်ကညံတို့သူ့တော့အထူးတလဲမိတ်ဆက်ပေးကြမလို့လောက်တော့ဘူးထင်တယ်နော်ကိုနဲ့စာတွဲပြီးဆိုကြတဲ့ကမဏိတစ္ဆာဆိုတဲ့မိန်းကလေးကိုမသိတဲ့သူမရှိတော့ဘူးထင်တယ်ညံတို့ကခက်ပြုံးပြုံးပြီးကောင်းညစ်ပြီးတော့မြင့်မို့ပကုံးတဲ့ကောင်းလေးမိလိုက်ကသိပါတယ်ကိုရဲ့မဏိကိုညံတို့သိပြီးသားပါရှေ့ကနေရောက်ကိုကြည့်ပြီးမဏိတက်စွာကောင်းလေးငုံထားရင်လက်သေးလေးတွေကိုတစ်ဖက်နဲ့တစ်ဖက်စိတ်နေမိတယ်။တရားသူကိုတပားသူနဲ့အခုလိုမြင်နေရတာကမဏိနှလုံးသားထဲစူးစူးဝါးဝါနာကျင်လာပေမဲ့ဖုံးကွယ်ပြီးဟန်ဆောင်နေရတာမွေးရပါဘီးစားလို့ဖြစ်နေပြီမလို့မတူဆန်းလာတော့ပါ။ဒါဆိုကိုစားစရာတော့မှလည်းအောင်မင်းနော်။နင်တို့ပါစားမလဲ။မဏိရောနေ့အတွက်ငါဘာယူလာပေးခဲ့ရမလဲ။ပြောရင်မဏိဘက်ကိုမျက်နှာကအကဲခက်ကျင်းလိုက်တော့မဏိကရတယ်ငါကော်ဖီပဲတောက်တော့မယ်ပိုင်မစားလို့လေโอเคခဏစောင့်ငါသွားယူလိုက်မယ်မြင့်မို့ပြောပြီးထန်နီယာကထားသားလိုက်တယ်မြင့်မို့ထားသားပြီးခလန်းလဲကြောင်မှပြုံးနေတဲ့မျက်နှာလေးပြန်တီးသွားရကမဏိဘက်ကိုတက်ကြည့်လိုက်ပြီးမဏိတစ္ဆာဟမ်ကမ္မမတန်းကြောင်မဏိရှိရာမျက်နှာခင်ကိုကြည့်လိုက်မိတယ်သူကပုတ်ပွင့်လေးလေးပဲပြောတတ်လို့မဏိတစ္ဆာကိုပြောဖို့လိုရမယ်ထင်လို့ပြောပြရစီမဏိကောင်းလေးငိမ့်ပြလိုက်ပြီးဟုတ်ကဲ့မျက်နှာခင်ပြောပါမဏိနားထောင်နေပါတယ်ကောင်းပြီလေလူရင်းတို့ရှင်ပေါ့သူကအခုချိန်မှာမြင့်မို့ခေါင်းရဲ့ချစ်သူတယောက်ပါအဲဒါကြောင့်ဘေးနောက်မှာတခြားမင်းကလေးမှတွေ့ကပ်နေတာကိုမမြင်ချင်ဘူးရှင်မဏိနှကန်းလေးပွင့်ဟသွားရတယ်ထင်မဲ့မထားပြီးမြင့်မို့ရှိပြုံးနေတဲ့မင်းကလေးတယောက်ကကိုရမတီလိုပြက်ပြက်သားသားပြောထွက်လိုက်မယ်လို့ဟုတ်တယ်အခုပဲကြည့်လေချစ်သူနဲ့ဦးကြည်ကြည်နူးနူးအတူရှိချင်လို့တောင်းကြခုန်လေးရွှေ့ထားပါတယ်မဏိသစ္စာကပါလာတော့ဘယ်လိုကြည်နူးရမလဲအခြေအနေနဲ့ချိန်ကားကိုသိရင်ရှင်မလိုက်လာတဲ့ဘူးမဏိပါပြန်ပြောရမယ်မသိအောင်ဖြစ်သွားရပါပြီညတို့ခင်မဏိနဲ့မြင့်မို့ကငယ်လေးတဲကအတူစောအတူကြည့်ဖင်းလာခဲ့တဲ့တငယ်ချင်းတွေပါမြင့်တို့ခင်တဲ့တယ်လို့ဟမ်ဒီလိုပဲရှင်းမက်ကပြောမှာပေါ့မြင့်တို့မြင်နေရတဲ့ရှင်းမျက်လုံးတဲကမြင့်မို့အပေါ်ထားရှိတဲ့အရေးရောင်နေကြောင်းရှင်းကိုမြင့်မို့အနားမှာပို့လို့မရှိစေချင်ဘူးဒီလောက်ဆိုရှင်နားတယ်မှာပါတကခုဆိုဝမ်းနေလေတဲ့စိတ်တောင်မျက်ရည်ကအရင်ရွှဲလာရင်မဏိကောင်းချင်းပြလိုက်ကကောင်းပြီလေမဏိသွားပါမယ်ဒါမဲ့မြင့်မို့ပြန်လာမှသွားမယ်သူပြန်မလာခင်ထားသွားရင်မဏိနဲ့မြန်တို့အစင်မပြေဘူးလို့ထင်နေမှစိုးလို့ပါမဏိပြောနေတာလည်းမှန်တာမလို့မြန်တို့ကောင်းချင်းပြလိုက်ကကောင်းပြီလေဒါဆိုလေမြင့်မို့ပြန်လာရင်ရှင်းဘက်ကအလိုက်ကန်းဆိုသိပါစေနှစ်ယောက်သားတယောက်ကိုတယောက်ကြည့်ပြီးကိုစီအတွေးတွေနဲ့တိတ်ဆိတ်သွားရပြီးမကြခင်ချိန်မှာပဲမြင့်မို့ကလက်ထဲကကော်ဖီပကံလေးကင်မလာပြီးပြောင်းလာခဲ့တယ်ကဲမဏိဒီမှာနေ့အတွက်ကော်ဖီအရင်ယူလာတယ်ငါတကြားကြော့ခိုင်းထားတယ်ဟာပြောပြီးမနေစိတ်ကိုကော်ဖီပကံချပေးလေတော့မဏိကောင်းလေးငိတ်လိုက်ပြီးမျက်နှာကိုကြည့်လိုက်မိတယ်ခုနကတော့ကဌာနစွာပြောင်းလဲသွားတဲ့မျက်နှာကမျက်နှာလေးကိုပြုံးထိုင်ကိုမျက်နှာတို့အတွက်ကရောဘယ်မှာလဲပါတယ်လေမှားထားခဲ့တယ်ခဏနေမှဝိတ်တာလေးလာပို့ပါလိမ့်မယ်နော်ဟုတ်ကောမြင့်မို့မျက်နှာနဲ့စကားပြောနေရင်မဏိမျက်နှာကိုကြည့်လိုက်တော့တိတ်မရှင်လန်းတာကိုတတိထားမိတယ်မြင့်မို့ငါအရင်ပြန်နေမယ်မမေခိုင်းထားတာလေးရှိလို့မျက်နှာကဘာမှနားမလည်တဲ့ပုံဖြစ်မဏိကိုကြည့်လိုက်ပြီးတော့မြင့်မို့ကိုကြည့်လိုက်အထာဖြစ်ဖမ်းနေတော့တယ်ဟင်မဏိပြန်တော့မလို့လားမဏိကောင်းချင်းပြလိုက်မိတယ်မဏိနင်ဘာဖြစ်နေတာလဲငါ့ကိုမန်တိုင်းပြောတင်းမနေတဲ့မြင့်မို့အတန်ကြောင့်မဏိရင်တွေတုံလာရကမျက်နှာကတော့သူမဘာမှမသိတဲ့ပုံစံမျိုးဖြစ်မြင့်မို့လက်မောင်းတစ်ဖက်ကိုဖတ်တွင်လိုက်ကကိုဘာဖြစ်လို့လဲရင်ဘာဖြစ်လို့မဏိကိုဒေါသတန်နဲ့စကားပြောလိုက်တာလဲအထဲမှာလူတွေအများကြီးပဲမဏိရှက်သွားမှာပေါ့ကောင်းကောင်းနေတဲ့မဏိကကျိုးလင်အိတ်ကိုပခုံးတက်တင်လိုက်ပြီးထိုင်ရမှထားလိုက်ကငါဘာမှမဖြစ်ဘူးမြင့်မို့
ဒီနေ့မမေဆိုင်ကိုနေ့လေကြာရင်လာခဲ့မယ်လို့ပြောထားလို့ပါအားကြောင့်ငါတော့မှဖြစ်တော့မယ်ဟာပြောရင်ထသွားလေတဲ့မနေ့ကြောင့်မြင့်မို့ထားရမလို့ပြင်လိုက်ပေမဲ့ညနှုတ်ကသူ့လက်မောင်းကိုအတင်းဆွဲထားရင်သူမပါထားရလိုက်ကကိုဟုတ်တယ်ခုနကသူ့မေမေနဲ့မနီဖုံပြောနေတာကိုမျက်နှာတွေ့တယ်သူမမူသားသုံးပြီးဝင်ပြီးတော့လိန်ပြောလိုက်မိတယ်ဒီအချိန်မှာမျက်နှာကိုထားခဲ့ပြီးမနီနောက်ကိုမြင့်မို့လိုက်သွားရလို့မဖြစ်ပေငါညကြမှာဖုံးဆက်လိုက်မယ်မနီမြင့်မို့လမ်းပြောလိုက်တော့သူမကောင်းချင်းပြလိုက်ရင်ကန်တင်တဲ့ကထွက်လာခဲ့တယ်ငါ့ဘွားနဲ့ငါနေတအောင်ပဲစူးစားပါတော့မယ်မြင့်မို့ရင်ထက်ရန်ကမမေရှိရာဆိုဖာနာကိုရအောင်ဆင်းလာလိုက်ပြီးဝင်ချလိုက်ကညီကအခုထိပြန်မလာသေးဘူးလားစိတ်နာရီတောင်ထိုးတော့မယ်ဒေါ်ဆန္ဒလင်းတက်ပြင်းချလိုက်ပြီးတာကြီးကိုကြည့်လိုက်ကဟုတ်တယ်တာရဲ့မမေလည်းအဲ့ဒါကိုစိတ်ပူနေတာပြီးတော့ဒီရက်ပိုင်းတားငယ်နေမနေ့တိတ်အခေါ်ပြောတိတ်မတွေ့တယ်လို့ပဲမမေစိတ်ထဲတမျိုးဖြစ်နေလို့မနေ့ပြန်တော့နီလာစီကိုသွားပြီးမနီလေးကိုချွေးမအဖြစ်တောင်းထားမှာပါဟမ်ပြုံးစားကြည့်ပါလားမမေရဲ့ပါလဲညီလေးအတွက်လားဒေါ်ဆန္ဒလင်းကောင်းခါလိုက်ပြီးမဟုတ်ဘူးတာကြီးအတွက်လေတားငယ်ကအလေးနဲ့မထားဘူးမနီလေးကိုအဲ့တော့နီလာမြမို့ထက်ဆိုင်တာကြီးကိုပိုတော်ကြမယ်လို့မမေထင်နေကွယ်အော်မလေးတကောက်ကိုဝင်းဝင်နဲ့ဖွင့်လိုက်တဲ့အတန်ကြောင့်ဒေါ်ဆန္ဒလင်းလန်သားရတယ်လို့ထက်ရန်ပါပါစံဟောင်းသားဖြစ်သွားရင်ဝင်လာတဲ့မြမို့ထန်သားမီနှစ်ယောက်သားအကြည့်တွေရောက်သားကြတယ်မိခင်နဲ့အကိုဖြစ်သူကိုစူးစူးရဲရဲကြည့်ပြီးအိမ်ထဲဝင်လာကဘာတွေကြိတ်စီချင်နေတာလဲမေမေခက်တီတီပုံစံကမသိရင်အကိုနဲ့မိခင်ကသူ့ရဲ့ရန်သူလိုလိုပဲပြီးနောက်ဆိုဖာမှာဝင်ထိုင်လိုက်ကမိခင်ဖန်လှည့်ပြီးတော့မင်းငေါ်ပြတယ်ဖြေလေးဆိုတဲ့အထာပင်ထရန်ကတော့မနေ့ရက်ပေါ်မြင့်မှုဘလောက်အထိတန်ရောစင်ကြီးချောင်းသိနေတာကြောင့်ဝမဖြစ်ပဲမမေအပြောကိုသာနားထောင်နေလိုက်တယ်မမေကမင်းကိုနဲ့မနေ့ကိုနေရာချပေးမလို့တားငယ်ဘာအမလေးဟဲ့စူပါကိုထားထုတ်လိုက်ပြီးထားအောင်လိုက်တောင်မလို့ဒေါ်ဆန္ဒလင်းထက်ကလန်သွားရရင်ရှင်ဘက်ကလေးကိုဖေးလိုက်ကတားရဲ့ဘလို့ဖြစ်တာလဲဖြစ်ဖြစ်မိလေကြပါတယ်မြင့်မို့အကိုဖြစ်သူမျက်နှာကိုကြည့်တော့ဘာတကူမှထူးခြားနေတာကိုမတွေ့ရပဲဒီငြိမ်နေတဲ့အသွင်ကိုသာတွေ့ရတယ်။ပါလေအကိုကမနစ်ကိုသဘောကျနေလို့လားဟုတ်လားဒေါသကြောင့်တုန်ခါနေတဲ့အတန်တွေရဲ့နောက်မနစ်ကိုဘသူ့ကိုမှမပေးချင်တဲ့အတ္တတွေပါပါဝင်နေလေတယ်။ထရန်ကဥမဖြစ်ပဲမမေကိုကြည့်လိုက်တော့တားငယ်ရင်မနစ်လေးကဒီလောက်လိမ်မာပြီးချစ်စရာကောင်းတာတာကြီးလည်းစိတ်ဝင်စားပဲနေပါမလားတန်ရုံးစင်မရှိပဲနေပါမလားမကြဘူးမေမေမနေ့ကမေမေအကိုအတွက်စီစဉ်လို့မကြဘူးခခတီတီထညင်လိုက်တဲ့မြင့်မှုစကားတန်ကြောင့်ထက်ရန်ပြောလိုက်မိတယ်လို့ဒေါ်ဆန္ဒလေးလည်းမျက်လုံးအပြူသားဖြစ်သွားတယ်။ဘာဖြစ်လို့လဲတားငယ်မဟုတ်မှလွဲရောမင်းမနေ့ကိုစိတ်ဝင်စားနေမေမေမင်းအတွက်မဟုတ်ဘူးမေမေကျွန်တော်ပြောတော့ကိုပဲနားထောင်ပေးပါပြောရင်အကိုဖြစ်သူမျက်နှာကိုလမ်းကြည့်တော့မတီမပြုံးမျက်နှာဖြင့်သူ့ကိုကြည့်နေနေတယ်ပြောလေတားငယ်မင်းပါရင်ဖြစ်လို့လဲဟမ်တာကြီးအတွက်မနေ့ကိုမေမေတောင်းပေးဖို့တားငယ်ကဘာလို့ကန့်ကွက်ရတာလဲမေမေမျက်နှာကိုပြန်ကြည့်လိုက်ရင်ကောင်းနေလိုက်ပြီလေကုတ်ကိုလက်ဖွားဖြင့်ပြန်တန်းလိုက်ကမနေ့ကကျွန်တော်စိတ်ဝင်စားလို့မဟုတ်ဘူးမေမေမနေ့ကဒီတိုင်းလေးပဲကျွန်တော်မြင်ချင်တယ်ဘသူပိုင်ဆိုင်သွားတာကိုမှကျွန်တော်မလို့ချင်ဘူးမေမြင့်မို့စကားဆောင်ထက်ရန်ကောင်းခွာပြီးတက်ပြင်းချလိုက်ကဒါတော့မင်းမတရားတာပဲမြင့်မို့မင်းကြတော့ရီးစားတွေတယောက်ပြီးတယောက်တွန်းနေပြီးတော့မနေ့ကကြတော့မင်းဒီတိုင်းပဲရှိနေစေချင်နေဆိုတော့မင်းအတွက်ကိုအထကြီးသွားပြီပဲမြင့်မို့အကြည့်တွေထက်ရန်စီပြန်ရောက်ကြသွားကဒါဆိုအကိုကမေမေစီစဉ်တာကိုလက်ခံပြီးမနေ့ကိုလက်ထပ်မလို့ဟုတ်လားအနှဲငယ်မှလာတဲ့ဒီတန်းကြောင့်ဒေါ်ဆန္ဒတွင်တားငယ်နဲ့တားကြီးကြောင်းဝင်လိုက်ကြကတားငယ်ကမနီလေးကိုဘလို့သဘောထားလဲမမေကိုပြောပြပါအောင်ကွယ်မမေမေကုန်းရဲ့အတွက်သူ့မှာအဖြစ်မရှိမနီကိုချစ်လားဆိုတော့ဘလို့မှချစ်လို့မရဘူးထင်တာပဲအခုချိန်မှာသူ့မျက်နှာကိုချစ်တယ်ဟုတ်တယ်သူ့မျက်နှာကိုအရင်တွဲဖူးခဲ့တဲ့မိန်းကလေးတွေနဲ့မတူပဲအချိန်တိုတွင်းမှာကိုအရန်ချစ်မိသွားပြီထင်တယ်မျက်နှာနဲ့ချစ်သူတွေဖြစ်ပြီးတဲ့နောက်ပိုင်းမနီနဲ့သူတွေ့ချိန်အတော်နေလာသလိုဖုံးလဲမပြောပြခဲ့ပဲမျက်နှာနဲ့အတူရှိနေရရင်ကိုသူ့မနီကိုတတိတရမရှိခဲ့ပဲဟဲ့မနီကကျွန်တော်အတွက်တငယ်ချင်းတယောက်ထဲမပူဘူးမေမေကောင်းပြီလေဒါဆိုမမေပြောတော့ကိုနားထောင်ကြပါတားချင်းနဲ့တားငယ်ကမနီကိုတငယ်ချင်းထဲမပူဘူးဆိုတော့မမေတားချင်းနဲ့မနီလေးကိုမမေစီစဉ်ချင်တယ်တားချင်းမေးလက်ခံပေးမှဖြစ်လိမ့်မယ်ကွယ်အကိုမျက်နှာကိုမြင့်မို့တစ်ချက်ကြည့်လိုက်ကအကိုဖြစ်မဲ့အဖြစ်ကိုသူ့အရန်ကြားချင်နေမိတယ်ထက်ရန်ကအနှင်းငယ်ပြုံးလိုက်ပြီးသူ့ကိုတစ်ချက်ကြည့်လိုက်ကမမေတန်အကြည့်ပြန်ပို့လိုက်ပေးတာနဲ့ကောင်းပြီလေညီလေးကမနီကိုတငယ်ချင်းထဲမပူဘူးဆိုတော့အတိအကျဖြေပြီးပြီဆိုတော့ကျွန်တော်နောက်ဆံမတင်ပဲမနီကိုလက်ထက်လိုက်ရတာပေါ့မမေစီစဉ်တာကိုကျွန်တော်လက်ခံပါတယ်ဗျဟာအကိုမ
မင်းကိုမချစ်နိုင်ပဲမကစားပါနဲ့မင်းကအရန်ဖြူစင်တဲ့မိန်းကလေးတယောက်ပါနေပါအောင်မြင့်မို့ရမင်းကိုအကြိမ်ကြိမ်မေးပြီးပြီပဲမင်းကိုမင်းတငယ်ချင်းတယောက်ထက်မပူနိုင်ဘူးလို့မင်းဖြေခဲ့ပြီးပြီပဲအဲ့တော့ရှင်းနေပြီလေကွာမင်းမှာပိုင်ရှင်မရှိသလိုငါမှလည်းချင်ရသူမရှိဘူးလေအဲ့တော့မင်းကိုငါလက်ထက်လို့မရဘူးလားကွာနေရဲတဲမာတဲ့မြင့်မို့မျက်နှာကိုကြည့်ပြီးထက်ရန်စုပ်တန့်မိကကျွန်တော်လက်ခံနေမင်းမင်းရရုပ်ရည်လေးလာသလိုပညာလေးတော်တယ်ဘာဖြစ်ချင်မှမရှိဘူးကျွန်တော်ညီမလေးလို့လည်းချစ်တယ်လက်ထပ်ပြီးရင်လည်း1500မြစ်တာတွေပို့ပြီးတော့ချစ်နာနိုင်မယ်လို့ယုံကြည်တယ်အခုတော့ကျွန်တော်နားလိုက်ပါအောင်ခင်ဗျအေးတာကြီးထက်ရင်အပေါ်တက်ကိုထွက်သွားတော့မြင့်မို့လက်သေးကိုကြစ်ကြစ်ပအောင်ဆုပ်ထားရင်တောက်ခါမိတယ်ဟဲ့တာမင်းကိုတောက်ခေါက်တာလားဝုံကနေထားရလိုက်ပြီးမိခင်ဖြစ်သူကိုမကြည့်တော့ပဲမဟုတ်ဘူးကျွန်တော်တောက်ခေါက်တာပြောရင်လေကားတဲ့အတိုင်းဝုံတိုင်းကျဲတက်သွားရင်မွေးကြတဲ့သားနှစ်ယောက်ကစမ်းကျင်ပဲဇရိုက်တွေနေမလို့တားကြီးရဲ့အတွက်မပူရပေမဲ့တားငယ်ရဲ့အတွက်သူစိတ်ပူရတာအမှန်ပါတော်ဆန္ဒလေးလည်းတပ်ပြင်းချင်းချင်းချပြီးတဲ့နောက်အိတ်ကန်းထဲကိုပြောင်းဝင်သွားကတပတ်ရအတွင်းမနစ်နဲ့တားကြီးရဲ့အတွက်စေးဆက်ကြောင်းလဲဖို့သူမောက်နီလာစီကိုတွားရအောင်မယ်တတူတူနဲ့ဖုန်းတန်လေးခေါ်နေတယ်အဆက်မပြတ်ခေါ်နေပေမဲ့ဖုန်းကခြင်းမရှိတဲ့မနစ်ကြောင့်သူအခန်းထဲမှာရှေ့လျှောက်လိုက်နောက်လျှောက်လိုက်ဖြစ်နေမိတယ်သူမဖုန်းကိုသူပလက်လေးဖြေထားတာကြားလာပါပြီအခုနောက်ပိုင်းမနစ်နဲ့သူသစိမ်းဆန်သွားသလိုခံစားရတယ်အရင်ကဆိုသူ့ဘက်ကဖုန်းမဆက်ရင်တောင်မနစ်ဘက်ကဆက်နေကြပြီအခုကျတော့မနစ်ကလုံးဝကိုသူ့အဆက်အသွယ်မလုပ်တာမလို့သူနေရခက်လာတယ်အမြဲတမ်းမနစ်ထံကဦးစားပေးခံနေရတဲ့သူကအခုကျမနစ်နဲ့အဝေးဆုံးကိုရောက်နေတယ်လို့ခံစားနေရတယ်အဲ့ရပေါ်ပြစ်တင်ထားတဲ့ဖုန်းရင်းတုံးကထမိလာတာကြောင့်မြင့်မို့မျက်နှာတစ်မျိုးဖြစ်သွားရပြီတွေ့အောင်မယ်မနစ်နင်တော့ငါကောင်းကောင်းစွပ်ပြအောင်မယ်ကျုံဝါရင်နဲ့ဖုန်းလေးကိုကောက်ယူလိုက်တော့ပေါ်နေတဲ့နာမည်ကမြတ်နိုးတဲ့ဟာသူတင်ထားတာမနစ်ဖုန်းကိုသူပြန်ခေါ်နေတယ်လို့ထင်ထားတာမနစ်မဟုတ်ပဲမြတ်နိုးဖြစ်နေတော့လေးဘူးတက်ချံမုတ်ထုတ်လိုက်ရင်ဖုန်းကိုကင်လိုက်ကဟယ်လိုမြတ်နိုးဘာလုပ်နေတာလဲကိုအိတ်တော့မလို့ပဲမြတ်နိုးဖုန်းလာလို့ကင်လိုက်တာဟာမြတ်နိုးကိုအတန်ကိုအိတ်ခန့်ကြီးကြားကျင်လို့ဖုန်းခေါ်လိုက်တာအင်းမအခုကြားရပြီမဟုတ်ဘူးလားဟမ်ကိုကလည်းပါလေမြတ်နိုးနဲ့စကားမပြောချင်တာလားလေတန်ကြီးကမဟုတ်ပါဘူးမြတ်နိုးရကိုကောင်းနေနောက်နေလို့ပါအဲ့ဒါနားကျင်နေလို့လေဒါဆိုတောက်ထားလို့လားမင်းရကမြတ်နိုးနဲ့တွေ့တော့ကတော့အကောင်းကြီးပဲကိုရုတ်တရက်စကားကြောရှိနေတဲ့မြတ်နိုးကြောင့်မြင့်မို့စိတ်မရှိခြင်းတလို့ဖြစ်လာရကမြတ်နိုးကိုနားကျင်လို့ဖုန်းချလို့ရမလားမနေ့ပြန်ကမှတောင်းမှတွေးကြရအောင်နော်မြင့်မို့လေးတန်တစ်မျိုးဖြစ်သွားတော့မြတ်နိုးဆက်ပြီးတော့မရည်ရဲတော့ပဲအဲမှာကိုနားကျင်ရင်နားတော့လေမြတ်နိုးလည်းအိတ်တော်မိန်မနေ့ကမှတောင်းမှတွေးကြတာပေါ့ဟုတ်ပြောပြီးမြင့်မို့ဘက်ကဖုန်းအရင်ချသွားတာမလို့မြတ်နိုးအလိုမကြပေမဲ့ဒီခံနေလိုက်ကြတယ်ဒီရက်ပိုင်းမြင့်မို့ကိုမိရှင်စိတ်ကြောင့်နေ့ညာစာရီကြီးဖိလို့ရင်လူကအရင်ကလေးကခက်သွက်တဲ့ကိုလုံးလေးကအခုအနှင်းငယ်ပို့လို့ချောင်းသွားသည်မှာအသေးချပြီမနေ့ကိုအရင်ကလူမြင့်ဖို့ကကြောင်းသွားရင်ဝင်လာမခေါ်တာတလောင်ဝင်းကျင်လောက်ရှိပြီမလို့အင်္ဂါကားနဲ့ပဲကျောင်းကိုမနေ့လိုက်ဖို့ခိုင်းနေရခြင်းဖြစ်တယ်ကျောင်းရှိရောက်တော့ကားပေါ်ကဆင်းလာရင်ကျောင်းဝင်းထဲရောက်တော့မြင့်ဖို့ကားရက်နေတာနေရာကိုတဲ့ကြည့်မိလိုက်တယ်ကားရက်ထားတာမတွေ့တော့သူမရောက်သေးဘူးလို့ထင်ခဲ့တယ်မြင့်မို့ကဒီတကာမျက်နှိုးခင်နဲ့တွေ့တာတက်တန်းကတလားကြော်ပြီးဒါမြင့်မို့အတွက်တက်တန်းရှည်ဆုံးခေါ်ရမယ်မတိတစ္ဆာဆိုတဲ့မိမကလည်းကိုယ့်အတွက်ဖြစ်တည်လာတာမဟုတ်တဲ့လူတစ်ယောက်ကိုတရားချစ်နေပြီလေမိနံအောင်စူးစမ်းမှာမလို့ပါအတန်တဲ့ရောက်တာနဲ့မနေ့တန်နေတဲ့ခုံလေးမှာအဝါရောင်နှင်းစီပန်းစည်းလေးကစီးကျုံနေပါတယ်မနီအံ့ဩသွားရတယ်လို့အတန်တွေကလူတွေကတော့သူမကိုကြည့်ပြီးတော့ပြုံးစီလုံနေကြတယ်အရင်ဆိုမနေ့အနားမှာမြင့်ဖို့ရှိနေတော့တော်ရုံလူကမကက်ရဲကြပြီအခုမြင့်ဖို့မရှိတော့မနေ့ကိုစိတ်ဝင်စားတဲ့လူတွေကအမျိုးမျိုးချင်းကပ်နေကြတယ်ဘေးနားကအတန်းဖို့တငယ်ချင်းကမနေ့ကိုကြည့်ပြီးပန်းစည်းကိုလည်းညှို့ထုတ်ပြကကိုမင်းတက်တာကမနေ့မွေးနေ့ရဲ့အတွက်ပန်းစည်းနဲ့ဓာလေးလာပေးသွားတယ်ဟင်လက်ထဲကဘူးလေးကိုကြည့်လိုက်တော့နိုင်အကောင်စားလေးတစ်လုံးပင်မနေ့ကမှဝင်ထန်လိုက်ပြီဟင်အဲ့ဒါမနေ့ယူလို့မဖြစ်ဘူးလက်မခံဘူးနော်အဲ့ဒီအတိုင်းထားလိုက်ပါသူပြန်ယူလာပါစေနော်အတန်းပေါ်နဲ့အဲ့ဒီပန်းစည်းနဲ့လက်ဆောင်နိုင်ဘူးလေးကိုခုံပေါ်တင်ပြသူမလက်မခံတဲ့ကြောင်ပြောနေချိန်မှာပင်မြင့်မို့ကအတန်းတန်းဝင်လာခြင်းမနေ့ထိုင်နေတဲ့ခုံရှိမှတင်ထားတဲ့ပန်းစည်းကိုတွေ့လိုက်တာကြောင့်မျက်မှောက်ကြီးကျုပ်လိုက်ကမနေ့နားမှာခက်မြန်မြန်လျှောက်သွားခဲ့တယ်မနေ့တာရီပါလေနောက်ကခက်မှမှအတန်းကြောင်မြင့်မို့ရောက်လာကသူမတီးလိုက်ကြတယ်မ
မနီးထိုင်နေတဲ့ခုံရှိကိုလာရက်ပြီးမျက်ထောက်နေခြင်းဖြင့်မင်းလေးတော့မနီးမျက်နှာလွှဲလိုက်ရင်ငါအတွက်မိုးလေးလက်ဆောင်သူများလာပေးတာဘာရဲ့ဘယ်သူကပေးတာလဲငါထက်အရင်ဦးအောင်နင်းကိုဘသူကမိုးလေးလက်ဆောင်ပေးတာလဲကွာငါအကိုလားတခြားဘက်သူလဲမနီးသူ့မျက်နှာကိုတိတိပြန်ကြည့်လိုက်ပြီးနင်ပါရီပြောနေတာလဲမြင်မို့ဘသူပဲပေးငါမိုးလေးအတွက်စေတနာထားပြီးပေးတာပဲငါကျေးဇူးတင်စားလက်ခံရမှာပဲလေဟာအမြဲတမ်းသူနဲ့ဆန့်ကျင်ဘက်စကားကိုမပြောခဲ့တဲ့မနီးရဲ့ပုံစံကအေးဆက်နိုင်လာပြီးဒါဟာသူ့ကိုပထမဆုံးပုံကန်စကားပြောခြင်းဖြစ်တယ်။မြုံကျင်တဲ့ခြင်းများစွာဖြင့်မနီးမျက်နှာကိုသူစူးစူးရဲရဲကြည့်ပြီးတော့ကောင်းပြီလေ။နင်ကတော့ငါ့ပေါ်ဒီလိုဆက်ဆံမှတော့ငါပူလို့တောင်နေတာသည်။ပြောပြီးသူ့အတန်းထဲကထွက်သွားလေတယ်။မျက်နှာထွက်သွားမှမနီးတင်းထားတဲ့စိတ်ကိုဖြေလျှော့လိုက်တော့ငိုကျင်စိတ်နဲ့အတူနာကျင်ခြင်းကနှလုံးသားကိုထိရှာလိုက်ရတယ်။အတန်းထဲကလူတွေကမနီးနဲ့သူ့နဲ့ကိုကြည့်ပြီးပါဇက်အဟောင်းသားဖြစ်နေရင်တီတိုပြောနေကြလေတယ်။သူတို့နှစ်ယောက်ဘာတွေဖြစ်ကုန်တာလဲလေ။လက်ခံပါမနီးရင်မွေးနေ့လက်ဆောင်စေတနာသေးတတ်မှာမင်းတဲ့သားကကားဘော်ဒီကိုလက်ပိုက်မိလေရဲ့မနီးပြန်ပေးတဲ့သူ့ပေးထားတဲ့ပန်းစိနဲ့နာရီဘူးလေးကိုပြန်မယူသေးပဲညင်းနေမိတယ်။မဟုတ်ပါဘူးကိုမင်းထက်သားမနီးမွေးနေ့လက်ဆောင်ကိုမမေစီကလွှဲရင်ဘသူစီကမှလက်မခံတတ်လို့ပါ။ပြန်ယူလိုက်ပါနော်။မမကိုအခက်တွေ့ရမလုပ်ပါနဲ့မနီတောင်းပန်ပါတယ်မင်းတက်တောင်တပင်းချလိုက်ပြီးခန္ဓာကိုယ်ခက်မှန်မှန်ပြန်ရလိုက်ကဒါဆိုလေမနီမယူခြင်းလွှဲပြလိုက်ပါမနီကြိုက်တယ်လို့စီမံလိုက်ပါကိုမနီရဲ့အတွက်ပေးတဲ့လက်ဆောင်မလို့ပြန်မယူပြရစေနဲ့ပြီးတော့နောက်တစ်ခါထပ်ပြောပြရစေကိုမနီကိုချစ်တယ်ချက်ချင်းကြီးလေးအဖြစ်မတားဘူးမနီအချိန်ယူပြီးတော့စဉ်းစားပေးပါကိုသွားတော့မယ်ပြောရင်မင်းတက်သားကကာတကားခုတ်ဖွင့်ကကားပေါ်တက်သွားရင်ဘောင်းထက်သွားခဲ့တယ်မနီလည်းပန်းစိနဲ့နာရီဘူးလေးကိုကင်ပြီးဆိတ်လျှော့စွာရက်နေမိရင်သူမရှိလာရက်တဲ့ကားကိုရုတ်တရက်ကြည့်လိုက်မိတယ်။ဟမ်မြင့်မို့ကားပေါ်ကမျက်နှာပါသွားပြီ။သူမကိုတွေ့တော့မြင့်မို့ကချက်ချင်းပင်အကြည့်လွင်လိုက်ကမျက်နှာကင်လက်ကိုဆွဲယူစုပ်ကန်လိုက်ကပြုံးရွှင်စွာစကားတွေဖောင်ဖွဲ့ပြောသွားရင်ကားကိုမောင်းထွက်သွားလေတယ်။မောင်းထွက်သွားတဲ့ကားဖိမီးကိုကြည့်ရင်မနီရဲ့နှလုံးသားတွေလောင်ကျွမ်းကုန်ပြီထင်ပါရဲ့။နေငါ့ကိုအမြဲတမ်းနာကျင်အောင်လုပ်တယ်မြင့်မို့ရဲ့။မြင့်မို့ကားမှန်တဲ့ကနေမနီပုံရိပ်ကိုမြင်ရတဲ့အထိကြည့်နေရင်တပြေးပြေးပေါင်းထွက်သွားရင်လူကမျက်နှာနားမှာပဲရှိနေပေမဲ့ဝေခွဲမရတဲ့တွေ့ရစိတ်တွေကမနီလက်တွေကကင်ထားတဲ့အရာတွေကြောင့်ဒေါသထွက်ရတယ်လို့တယောက်တည်းကြံရစ်ခဲ့တာတွေတွေ့တော့လေစိတ်မချနိုင်ဖြစ်ရတယ်။ကိုဘာဖြစ်လို့လဲ။နောက်မှဘသူပါလို့လဲ။မျက်နှာကသူ့တန်မောင်းကိုပါပြင်အလိုက်ကခတ်တိုးတိုးလေးတန်းဖြစ်မေးလေတယ်။အော်ဟဲ့ကားလမ်းပိတ်နေတော့ချောင်းနဲ့လမ်းကြောကိုကြည့်နေတော့ပါ။သူညာလိုက်မိတယ်။မနီပုံကိုခက်ရေးရေးလေးတမ်းမြင်ရတဲ့အထိသူခက်ပြေးပြေးမောင်းနေလာလေတယ်။ကိုမနီကိုကားမက်တဲကနေကြည့်နေတာမြင်တို့သိနေတယ်နော်။ဘာလို့လဲရတာလဲ။ပါလေမြင်တို့ကိုတကယ်မချစ်ပဲအပျော်တွဲဖို့ကြံတာလား။မြင်တို့သိမခံနိုင်စွာခံစားချက်တွေပွင့်ထက်လာခဲ့တော့ကားမောင်းနေရင်မြင့်မို့ပရိအုပ်လိုက်ပြီးကားကိုထိုးရလိုက်ကမင်းဘယ်လိုပြောလိုက်တာလဲမြင်တို့အေးဟုတ်တယ်ကွာမနီတယောက်တည်းမတက်ရနေတာတွေ့လို့ငါကြည့်နေတာအဲ့ဒါဘာဖြစ်လဲမနီနဲ့ငါငယ်လေးတည်းအခုချိန်ထိတူတူကြီးပင်းလာခဲ့ရတဲ့တငယ်ချင်းတွေအခုသူ့ဘက်ကအကျုံးမပြေလို့သာငါပြစ်ထားတာငါရင်ထဲမှာမနေ့ကအချိန်ပြည့်ရှိတယ်ကွာအဲ့ဒါမင်းနားလေလားဟမ်ကိုမျက်နှာပြောတာဘာမှလို့လဲမျက်နှာကိုအဲ့လိုလေးတန်နဲ့ဘာလို့អော်ရတာလဲဘေးနာကမျက်နှာကရှက်ကြီးတငယ်ငယ်ငိုလေတော့မြင့်မို့စိတ်ကိုတက်ထိချော့လိုက်ပြီး sorry မျက်နှာကိုစိတ်တွေအရန်ရှုံနေလို့ပါမျက်နှာကိုတက်မင်អော်လိုက်တာမဟုတ်ပါမငိုပါနဲ့တော့နော်သူမျက်နှာကောင်းလေးကိုဖွားဖွားကန်လိုက်ကချုပ်လေတော့မျက်နှာကအငိုရက်သွားပြီးသူ့ဘက်ကိုလည်းကြည့်လိုက်ကမျက်နှာကိုအရန်ချက်တယ်မျက်နှာကိုအရန်ချက်တယ်မျက်နှာကိုမထားခဲ့ပါနဲ့နော်မျက်မှောက်ကောင်းချင်းပြန်လိုက်ပြီးကိုမျက်နှာကိုမထားခဲ့ပါဘူးတိတ်တော့မျက်နှာတို့လမ်းထိပ်လိုက်ဖို့ပေးမယ်နော်မျက်နှာကောင်းလေးချင်းပြန်လိုက်ပြီးတယ်မင်းထက်သာပေးတဲ့ပန်းစီကိုကျောင်းရှိရာအုပ်ကုံပေါ်တင်ထားခဲ့ပြီးနိုင်ကိုတော့ရုံးခန်းထဲကပစ္စည်းထင်းသိမ်းရေးစင်တာမှာထားခဲ့ပြီးအဲ့ဒီနေရာနေတဆင်မင်းထက်သာထံပြန်ပို့ပေးဖို့မနေတော့ခဲ့တယ်အိမ်ပြန်ရောက်ကလေးကမျက်လုံးထဲဆွဲတင်နေတဲ့သူမရှိရာဖြတ်သွားတဲ့ကားပေါ်ကမြင့်မို့နဲ့ညံတို့ပုံရိပ်တွေကသူမအာယုံတဲဖြောက်ဖျက်မရနိုင်အောင်စိုးမိုးလုံးနေတယ်ညံတို့အိမ်နဲ့မနီတို့အိမ်ကနှဲ့အိမ်ကြော်ပဲပူနီလွန်းနာတယ်ဒါပေမဲ့သူမတို့အိမ်အမြဲဝင်ထွက်သွားလာနေကြမြင့်ဖို့ကမနီတို့အိမ်မလာတာတလားဝင်းကျင်လောက်ရှိပြီအဲ့ဒါကြောင့်မို့မေမေကတော့မနီနဲ့မြင့်မို့ရမ်းဖြစ်ထားသလားလို့မင်းနေလေတယ်စာကြည့်စပွဲမှာစာအုပ်လမ်းပြီးအာယုံကိုစူးစီးကစာလုပ်ဖို့သာပြင်ဆင်လိုက်ရတယ်အချိန်အားဖြင့်ည10 နာရီကျော်တော့
တိတ်ဆိတ်နေတာကြားပြီးဖြစ်တဲ့ဖုန်းလေးကိုတစ်ချက်တင်လိုက်ရင်မနီခရဲရဲလေးပြောလိုက်မိတယ်အခုတော့ငါမွေးနေ့ကိုပါမင်းနေပြီပေါ့မြင်မို့ရင်ထိန်ချုပ်ထားတဲ့ကြားကနေပါပင်နုနုလေးတဲ့ခုံပေါင်ပြေးစင်းသွားတဲ့ညရည်ဆက်တွေကအပြိုင်ဆိုင်ပင်ချစ်တတ်တဲ့အရွယ်ကစားမြင်မို့တယောက်တည်းကိုပဲအနစ်နာခံသူစိုးသမျှအနှံချက်သမျှပိုကြသမျှတီးခံပြီးချစ်ခဲ့ပေမဲ့ငါအတွက်မဟုတ်ခဲ့တဲ့နေ့ရက်ချစ်တွေကတခြားသူတွေရဲ့အတွက်အရန်ပေါ်များလာတာမို့အိမ်ပြိုင်ဆောင်ကလေးကဖုန်းကိုတက်ကြည့်ချင်းနဲ့မျက်မှောကနာမငြိမ်ဖြစ်နေပြီလေဒီနေ့ကမနေ့မွေးနေ့သူမသိပဲနေမလားသိတာပေါ့သူ့တဲ့အရင်ဥအောင်ပြီးတဲ့တခြားသူရဲ့လက်ဆောင်ကိုသူမကင်ထားတာတွေ့လို့သူအရန်တော်သားထွက်သွားတာကိုသူမမသိဘူးလားမနေ့ဘက်ကသူ့ကိုအရင်လည်းမဟုတ်တော့တာကိုမျက်မှောခံစားနေပြီလေဘယ်အချိန်ပဲဖြစ်ဖြစ်သူ့အနာအမြဲရှိတတ်တဲ့မနေ့ကအခုသူနဲ့အဝေးဆုံးကိုရောက်နေတယ်လို့ခံစားနေရတယ်တကယ်ဆိုရင်အဲ့ဒီခံစားချက်ကိုမျက်မှောမနှဲမျိုးလာပြီးအခန်းထဲပြောင်းဝင်သွားပြီးမနေ့ရက်အတွက်သူ့ဝဲထားတဲ့လောက်ကသေးလေးကိုအိယာဘေးကဇပွဲရဲ့အန်ဆွဲတဲ့ကထုတ်ယူလိုက်ပြီးအိမ်ရောက်တဲ့ဆင်းလာခံလိုက်တယ်သူဆင်းလာတဲ့အချိန်ကည10 နာရီကြော်ပြီးမလို့အောက်ထက်မှာမမေကိုမတွေ့ရပြီအကူကတော့ဒီအချိန်ဆိုသူ့ခန်းထဲမှာပဲရှိမှတိချနေပြီမလို့အိတ်တကားဖွင့်ကသူ့ထွက်လာခံလိုက်တယ်ည10 နာရီကြော်ပြီးမလို့လူကြီးတိတ်နေကမနီတို့ခြံရှိကိုရောက်တော့သူ့အတွက်ကကြော်တက်နေကြမလို့အခက်ခဲမရှိပြီခြံဝင်းရောက်တော့မနီအခန်းကိုမောကြည့်လိုက်ပြီသူတွေ့တက်ဖို့နေရာရှာလိုက်ကတွေ့လိုက်ကြပြီမလို့အနှင်းငယ်ပြုံးလိုက်မိတယ်ပြီးနောက်တဆင့်ချင်းခိုးတဲသွားကမနီအခန်းရောက်တော့သူ့ရှိကပရင်းပေါက်ကိုလက်နဲ့တွန်းကျလိုက်တော့ပွင့်သွားတာမလို့မနီတကားချက်မချပဲအိတ်နေသည်မှာတေချာလောက်ရှိနေပြီသူအသာခုံကြော်ရင်မနီအခန်းထဲရောက်လာကမီးရောင်မမိန်ပြပြအောက်ကအိယာထက်မှအိတ်နေတဲ့မနီကိုတွေ့လဲကြပြီမို့အိယာပဲအသာလျှောက်သွားရင်ကသူမအိတ်နေတဲ့အိယာထက်ခပ်ဖောက်ဖောက်ဝေးထိုင်လိုက်ရင်မနီရဲ့မျက်နှာလေးကိုသူကြည့်နေပြီတဲ့နင်ဘာဖြစ်လို့ငါ့ပေါ်စိန်ကားနေတာလဲမနီယာနေအဲ့ဒီလိုနေနေတာငါအရန်နေရခက်တယ်နေမသိဘူးလားဘာလို့ငါ့ကိုစိတ်ဆိုးပြအောင်နေတာမကြော့တာလဲနေရင်ထဲမှာငါမရှိတော့ဘူးလားငါအတ္တသိကြီးတယ်ဆိုတာသိပါတယ်နေအနောက်မှာငါကလွယ်ပြီးဘသူ့ကိုမှမရှိစေချင်တာလဲငါအတ္တတခုပဲအခုလဲမမေကနေနဲ့ငါအကိုစီစဉ်မလို့တဲ့ငါသဘောမတူဘူးသိလားငါအနေကိုဒီတိုင်းလေးပဲရှိစေချင်တာဘသူပိုင်ဆိုင်သွားတော့မှမလို့ချင်ဘူးမန်တီယာသူ့စိတ်ထဲကစကားတွေပြောပြီးပေါင်းမီအိတ်ကတ်ထဲကဘူးအနီရောင်လေးကိုထုတ်ယူကဖွင့်လိုက်ပြီးလောက်ကသီးလေးကိုယူလိုက်ရင်မနီဝေထားတတ်တဲ့ပလက်တီနယ်ကျုံးလေးကိုအသာယူလိုက်ကမနီမနိုးအောင်ခပ်ဖောက်ဖောက်လေးလောက်ကသီးလေးတက်ပေးလိုက်တယ်ပြီးတော့မျက်နှာပြုံးလိုက်ကနေမွေးနေ့တိုင်းငါတယောက်တည်းပေးတဲ့လက်ဆောင်ကိုပဲညူရမယ်မနီပြောရင်မနီပါးပြင်လေးကိုအသာလက်ခုံဖြင့်ထိုးတီကမနီအခန်းထဲကသူပြန်ထွက်ဖို့ပြင်ဆင်လိုက်တယ်မနက်မိုးလေးတာနဲ့ရေချိုးကန်နဲ့ဝင်လိုက်ကမျက်နှာသေးကိုလည်းတန်းဆင်ပြီးအခန်းပြင်ထွက်လာတဲ့အထိသူမလည်းဘေးထက်ကဆွဲကြိုးမှာတက်ဆင်ထားတဲ့လောက်ကသီးလေးကိုတတိမထားမိသည်ဒီနေ့ကတောင်းပိတ်ရမလို့အိယာလေးထနောက်ကြတာမလို့ဒီစိမ့်မအောက်ထက်ကိုဆင်းလာခဲ့တယ်ဒီချိန်ဆိုရင်မေမေကသူ့ဖွင့်ထားတဲ့ရန်နာဆန်ကိုသွားနေလောက်ပြီးတင်နေအောက်ထက်ကိုဆင်းလာတော့အခန်းထဲကစူပါမာထိုင်ပြီးကော်ဖီတောက်နေတဲ့မေမေကိုတွေ့ရလေတယ်ဟမ်မေမေဒီနေ့ဆိုင်မသွားတာလားတော်နီလာခင်သမီးဖြစ်သူပုံစံကိုကြည့်ပြီးပြောင်းလိုက်ကလာပါဦးသမီးမေမေလည်းမအားတာနဲ့သမီးနဲ့စကားကြကြီးကိုမပြောဖြစ်တာတော့ကြပြီမနေ့မေမေနဲ့မျက်နှာချင်းဆိုင်ကိုမဝေထန်လိုက်ပြီးဟုတ်ကဲ့မေမေတော်နီလာခင်မနေ့ကိုကြည့်ပြီးပြောင်းလိုက်ကမနေ့သမီးစာမိုးပွဲဆက်ကဘဲတော့လေနောက်တစ်ပတ်ပါမေမေစာရီရောလိုင်းနိုင်ရဲ့လားဟုတ်လိုင်းနိုင်ပါတယ်မေမေမနေ့စာရနေပါပြီမေမေကသမီးကိုယုံကြည်ပါတယ်သမီးစာရပြီးသားဆိုတာကိုလည်းသိတယ်မေမေသမီးကိုတခုလောက်ပြောချင်တယ်မနေ့မျက်ဝန်းဝိုင်းလေးဖြင့်မေမေကိုကြည့်လိုက်ပြီးဟုတ်မေမေမနေ့နားထောင်နေပါတယ်မနေ့ကမေမေစီကိုဆန္ဒလာသွားတယ်တာကြီးထက်ရတဲ့သမီးကိုနေရာချပေးဖို့စကားလာကြောင်းနာတဲ့ရှင်ရုတ်တရက်မေမေထံမှာကြားလိုက်ရတဲ့စကားကြောင့်မနေ့ရင်တည်းထိတ်လန့်သွားတယ်အဲ့ဒါသမီးဘက်ကသဘောထားကိုမေမေသိကျင်တယ်ကြောင်မပြီးသေးဘူးဆိုပေမဲ့လည်းမေမေရဲ့အတွက်စိတ်ချထားခြင်းနဲ့ကွယ်ထက်ရလိုလူမျိုးနဲ့သမီးကိုမေမေကပို့လို့တော့စိတ်ချသည်နေပါဦးမေမေရဲ့ကိုကြီးထက်ရတဲ့သမီးဟုတ်လားဟုတ်တယ်သမီးမနေ့ရင်တည်းချာနာချင်းတရက်ကပြေးဝင်လာရင်အာယုံတဲပေါ်လာတာကမြင့်မို့ပုံရိပ်ပင်ဟဲ့သမီးလက်မထချက်သေးဘူးမေမေပြီးတော့ကိုကြီးထက်ရဆိုတာလေသမီးရဲ့အကိုကြီးတယောက်လိုပါပဲ
အဲ့ဒါဘယ်လိုလုပ်ပြီးတော့တက်ရကိုယ်တိုင်ကလက်ခံပြီးသမီးနဲ့လက်ထပ်ဖို့ကိစ္စခေါင်းချင်းခဲ့တာတဲ့ဟမ်ရှင်းဝဲလာတဲ့မျက်ရည်တွေနဲ့အတူဝဲဘက်ရှင်အောင်ကစိတ်ကနေဖြစ်လာတယ်မြင့်မို့ကိုသူမသိချက်ပါတယ်အခုလိုခက်တဲတဲနေတာတော့မနေ့မှမနေစူးစမ်းပြီးနေနေရတယ်အခုလိုကိုကြီးထက်ရနဲ့မနေ့လက်ထပ်လိုက်လို့ချင်းရင်မြင့်မို့နဲ့ဘလို့ရင်ဆိုင်ရနေမလဲကဲသမီးအေးစေးဆက်စနော်မိမိဆိုင်သွားတော့မယ်ပြောရင်တော်နီလာခင်ကလက်ကင်အိတ်ကိုယူလိုက်ပြီးမတ်တရန်လိုက်ကမနေ့ကောင်းလေးကိုခပ်ပွားပွားပြေပုတ်လိုက်ပြီးထွက်သွားလေတယ်မနေ့ရက်တည်းဝမ်းထဲလာသလိုခံစားရပြီးကောင်းလေးငုံးလိုက်မိတယ်ဟမ်အခုမှမနေ့တွေ့တဲ့မနေ့ဝေထားတဲ့ပလက်တီနမ်ကျုံးမြင့်ကလောက်ကက်တီတက်ဆင်ထားခြင်းမရှိပဲအခုမြင်လိုက်ကြတဲ့အသေးပုံလောက်ကက်တီလေးကြောင့်မနေ့နှလုံးပြူသွားတယ်လောက်ကက်တီလေးကိုကန်ပြီးမနေ့အံ့ဩစွာဒါပြရိုက်ဆောက်လာတာလေမနေ့ဘလုံးမဆဲစားမရပဲမြင့်မို့ပြီးတယ်ပြောရအောင်လေသူမနဲ့မြင့်မို့ဒီရဲ့ပိုင်းမတွေ့ရတာကြားပေးဖြစ်တယ်စူပါမာထိုင်နေရကချက်ချင်းထားလိုက်ပြီးသူမအိတ်ကန်းရှိရာစီပြေးတက်လာခင်လိုက်တော့တယ်အကိုရုံးခန်းတကားဖွင့်ပြီးဝင်လာတဲ့မြင့်မို့ကြောင့်ထက်ရန်လက်တော့ကိုပိတ်လိုက်ပြီးဘယ်ကဘလို့ရောက်လာတာလဲမြင့်မို့ရဲ့မျက်နှာကအနှင်းငယ်နီးမြန်းကသူ့ကိုကြိတ်ကန်ကန်ကျင်းနေရင်ဘာလို့လက်ခံလိုက်တာလဲဟမ်မနေ့နဲ့လက်ထပ်ဖို့ကိစ္စအကိုဘာလို့လက်ခံလိုက်တာလဲအော်အဲ့ဒီကိစ္စကိုမေးဖို့အတွက်မင်းကငါယုံကန်တဲ့အထိလိုက်လာတာလားကျွန်တော်မေးတာပဲအရင်ဖြစ်ထက်ရန်ကောင်းညက်လိုက်ပြီးစုံတဲ့ထိုင်မှာဝင်ထိုင်လိုက်တယ်ငါသိရတဲ့လောက်ကတော့မနေ့မှချစ်သူရေးစားလည်းမရှိဘူးလေပြီးတော့မေမေကလည်းမနေ့ကိုချေးမတော်ချင်နေတာဆိုတော့ငါလည်းမနေ့လေးကိုညီမလေးလိုလေးချစ်တယ်ကြာရင်အဲ့ထက်ပို့လာရင်လည်းပို့လာနိုင်တယ်လေကွာခမရမနေ့ကိုလက်ထက်လို့မကြဘူးမြင့်မို့ထက်ရန်ဟာတကားမနာမည်ကိုရိုင်းရိုင်းဆိုင်ဆိုင်မခေါ်ဘူးတဲ့မြင့်မို့ကြောင့်ထက်ရန်မျက်လုံးပြူသားကမြင့်မို့မင်းငါ့ကိုဘယ်လိုခေါ်လိုက်တာလဲနေပါဦးမျိုးငါမေးပါအောင်မင်းငါမနေ့ကိုလက်မထက်ရဘူးဆိုတော့မင်းနဲ့သူနဲ့ကချစ်သူတွေလားမင်းကသူ့ကိုလက်ထက်မလို့လားဟုတ်လားမြင့်မို့လက်သေးကိုကြစ်ကြစ်ပအောင်ဆုပ်ထားလိုက်ပြီးကျွန်တော်နဲ့သူနဲ့ကချစ်သူတွေမဟုတ်ဘူးမှန်တယ်ဒါပေမဲ့သူကကျွန်တော်အတွက်အရာအလုံးထက်ပိုတယ်သူ့ကိုဘယ်သူပိုင်ဆိုင်သွားတော့ကိုမှမလို့ချင်ဘူးသူ့ဘလေးကိုဒီတိုင်းပဲရှိနေချင်တာမြင့်မို့စကားဆုံးမှာထက်ရန်ကကောင်းမောချင်လိုက်ကမင်းကအတော်ကြီးရတာပဲမင်းကိုယ်တိုင်ကြတော့ရီးစားတွေထဲလဲတွဲပြီးမနေ့ကကြတော့မင်းလဲမလို့ကျန်တယ်လို့သူများလဲမပေးချင်ဘူးဆိုတော့အတိတ်ပဲမရှိဘူးမြင်မို့မင်းအတ္တတွေအရင်အစိုးရောက်နေပြီသိလားကွအဲ့ဒီတော့မင်းကိုမင်းပြန်တော့တဲ့မနေ့ကပေါ်မှာထားတဲ့မင်းရဲ့တန်ရောစင်မင်းရဲ့ခံစားချက်အဲ့ဒါတွေကိုသေချာပြန်တော့တက်လိုက်ကွအကိုပြောနေတာလဲဟုတ်နေတာကြောင့်မြင်းမို့ဆိုပါမှာမိုးကနေထားရကဘာစကားမှထပ်မဆိုပဲရုံးကန်ထဲကထွက်လာခဲ့တယ်ကောင်းမောင်းနေရင်လူကစိတ်တွေရှုပ်ထွေးလာတာမှန်ပဲမနီနဲ့မြန်တို့ကြောင့်သူ့စိတ်တွေဝေခွဲမရဖြစ်နေခြင်းမနီနဲ့ပတ်သက်လာရင်သူအရန်အတ္တကြီးတယ်သူကိုယ်တိုင်လည်းသိတယ်ငယ်လေးတွေကသူမဟုတ်တဲ့တခြားသူနဲ့ဆော့ရင်တော့မနီကိုသူစိတ်ဆိုးပြီးစကားမပြောတာတပတ်လောက်ထိပြီဖြစ်တယ်ခါတိုင်းလည်းသူရေးစားတွေထားတာပဲမနီနဲ့တည်းလောက်ဝေးကွာသွားတာမရှိဘူးအခုမြန်တို့ခင်နဲ့တွေ့တော့မှမနီနဲ့သူအရန်ချာနာသွားသလိုခံစားရတယ်ကုန်းဘာဖြစ်လို့လဲမျက်နှာလေးမကောင်းဘူးမြန်တို့ကမြင့်မို့ရင်ဝင်တဲ့ကိုလေးမိသားရဲ့မေးလေတယ်သူမြန်တို့ခန္ဓာကိုယ်လေးကိုအလိုက်တင်ပြန်ထွေးပတ်ထားရင်တပ်ပင်းချလိုက်ကမဖြစ်ပါဘူးကိုမိသားစုကိစ္စစိတ်ချိုးစရာလေးတွေရှိလို့ပါမင်းတို့မျက်နှာပြန်ရင်းသွားနေတာကိုအသက်နိုင်ဆုံးထဲပြီးပြောင်းလိုက်ကမင်းတို့ကိုပြောပြလေနားထောင်ပေးမယ်လေသူ့အဖြစ်ကချစ်သူကိုရင်ဝင်ထဲထည့်ထားပြီးတခြားသူတယောက်စီစိတ်ကလုံးလုံးရောက်နေတယ်ပါရီကဒီလောက်အထိသူနဲ့မတိကိုဝေးကွာသွားစေတယ်လေမသိတော့ပါဟမ်ထားလိုက်ပါလာလေးကိုမျက်နှိုးကိုလိုက်ပို့ပေးမယ်မျက်နှိုးကောင်းလေးငိမ့်လိုက်ပြီးမျက်နှိုးနဲ့လက်ချင်းစုပ်ကန်ပြီးဆိုင်ထဲကထွက်လာခဲ့လိုက်တယ်မျက်နှိုးသိနေပါတယ်ကိုကမနည်းသစ္စာကြောင့်အခုလိုဖြစ်နေတယ်ဆိုတာစိတ်ထဲမနှင်းမျိုးပဲဘာမှမဖြစ်တယ်လို့ဟန်ဆောင်နေရတယ်သူတို့ထိုင်နေရကဆိုင်ရတွင်းကြနေရမလို့ဆိုင်ရပြင်ကိုရောက်ဖို့အတော်ဆောင်လဲလာခဲ့ရင်မြင့်မို့အကြည့်တွေကသွင်းမြက်လုံးနဲ့လက်တကန်းကွာမှာမြင်လိုက်ကြတဲ့ပုံရိပ်လေးကြောင့်မြုံဝန်းလေးကျင်းမြောင်းသွားရကဟမ်မြင့်မို့ကတခြားတဲ့နေရာကိုကြည့်ပြီးတောက်ခေါက်လိုက်တဲ့အတွက်မြင်လို့လန်သွားရကမြင့်မို့ကိုမောကြည့်လိုက်ပြီးကိုဘာဖြစ်လို့လဲမြင်လို့အပြင်သွားနေတော့ကိုကားနာမှာစောင့်နေအောင်မယ်မြင်လို့ထံပေးချက်ပေးမယ်ဘာမှမပြောဘဲကောင်းကြည့်တန်းလိုက်တယ်မြင်လို့အရင်ထွက်သွားလိုက်တော့မြင့်မို့တနေရာစီခမ်းပြန်ပြန်ရှောက်သွားလိုက်ပြီးမနိဟမ်နောက်ကခေါ်လိုက်တဲ့မြင့်မို့အတန်းကြောင့်မနိလန်သွားတယ်လို့ထိုင်ရလဲမြင့်မို့ကိုခက်ဆူးဆူးကြည့်လိုက်မိတယ်နေဒီမှာပါလို့နေတာလဲလာအခုထငါပြန်လိုက်ဖို့ပြင်မယ်မြင့်မို့မနိလက်မောင်းတစ်ဖက်ကိုစုပ်ကိုင်းလိုက်တော့ဟဲ့မြင့်မို့ငါပြန်လိုက်လို့မစားဘူး
ကိုကြီးပြန်ပို့ပေးလိုက်မယ်မနီနှုတ်ပြကထွက်လာတဲ့စကားကြောင့်မျက်မှောက်ရင်တဲ့ကဆက်ပြင်းပြင်းဖြစ်သွားကမနီခမမသူ့နာမည်ကိုအော်ခေါ်လိုက်တော့တယ်မျက်မှောက်နေဘလို့ဖြစ်နေတာလဲမနီကအန်တီနီလာစီဟာခွင့်တောင်းပြီးခေါ်လာတာမူရီလက်ဆောင်လည်းမပေးရသေးပဲဝေပေးရင်ပေါ့ကွာသူ့အခါမှမျက်မှောက်တရေရသွားကမနီလေတိုင်းမှာဆွဲထားတဲ့ပလက်တီနယ်ကျိုးလေးကိုကြည့်လိုက်တော့သူသက်စင်ပေးထားတဲ့လော်ကက်သီးလေးကိုမြင်လိုက်ကြတယ်အကိုဝယ်ပေးကြမလို့မနီမှာအကုန်ပြည့်စုံနေလာမနီငါပြန်ပို့ပေးမယ်စာမိုးရနေနေပြီနင်စာမလုပ်ဘူးလားဟာမျက်မှောက်ရမနီကစာရီစနေပြီလေမင်းအခုဒီဆိုင်ထဲကလာတာတော့ကောင်မလေးပါလာတယ်မဟုတ်ဘူးလားသူစောင့်နေရောပေါ့သွားလီမနီအတွက်မပူပါနဲ့ငါရှိတယ်အကိုမျက်မှောက်ရဲ့နှလုံးသားတို့တဆက်ဆက်တုံရင်လာကသူမဟုတ်တဲ့သူမနီနားမှာရှိနေတဲ့အတွက်တခုခုဆုံးရှုံးသွားသလိုခံစားရတာမလို့ထက်ရန်ကိုသူစစူရဲရဲကြည့်လိုက်ရင်ငါမနီကိုအခုပဲခေါ်သွားပြီပြန်ပို့ပေးလိုက်မယ်ကျန်တဲ့ကိစ္စအိမ်အောင်မှရှင်းမယ်ကွထမနီဟမ်မြင့်မို့သူမနီကိုအတင်းဆွဲခေါ်သွားတော့ထက်ရန်တားမလို့ပြင်လိုက်ပေးမယ်မနီနဲ့ပတ်သက်ပြီးမြင့်မို့ရဲ့စိတ်ကိုသူမြင်နေကြတာမလို့သူ့ဘက်ကပဲအလျှော့ပေးလိုက်ကြတယ်မြင့်မို့မြင်ပါလို့တာလဲဖဲ့လွတ်ဆန်းပါမြင့်မို့ဟမ်သူမလက်ကိုအတင်းဆွဲထားပြီးဆွဲခေါ်လာတဲ့မြင့်မို့ကြောင့်မနီစိတ်တို့လိုက်ရကအတင်းဆောင်ရုံမိတယ်ဒါပေမဲ့အချင်းလေးသာဖြစ်လေရာကားနာရောက်တော့ကားကိုမိပြီးမတိုက်ရနေတဲ့မျက်နှာခင်ကိုတွေ့လိုက်ကြတော့မနီမျက်နှာလေးတစ်မျိုးဖြစ်သွားသလိုလမ်းကြည့်လိုက်တော့မျက်နှာခင်လည်းမျက်နှာပြည့်ရင်းသွားနေတာကိုသိလိုက်ကြတယ်မျက်နှာလေးကားပေါ်တဲ့ကိုမနီကိုအရှင်လိုက်ပို့ပေးလိုက်အောင်မယ်ကွကိုမျက်နှာမြင့်မို့ကိုအောက်ခေါ်လိုက်ပြီးမနီကိုကြည့်လိုက်မိပြီဘာဖြစ်လို့လဲရင်မနီကဒီမှာစောင့်နေတာလားမျက်နှာလေးပါမနားမလဲတော့ဘူးမြင့်မို့ပြတ်မဖြစ်ပဲကားနောက်ကန်တကားဆွဲပွင့်လိုက်ကမနီကိုအရင်ဝင်ထိုင်စေတယ်ပြီးရနောက်တကားပိတ်လိုက်ကမျက်နှာကိုကားပေါ်တဲ့ကိုမနီကိုအရင်ဝင်ပို့ပြီးမှမျက်နှာကိုလိုက်ပို့ပေးမယ်စတယ်မျက်နှာဒီကပဲကားငါးပြီးပြန်လိုက်မယ်အရေးကြီးရင်သူ့ကိုပဲပြန်လိုက်ပို့လိုက်ပါမျက်နှာကစတယ်မျက်နှာစိတ်ထဲအထောက်ကိုတင်းကျပ်လာရကသူမကိုကားနဲ့ပြန်မလိုက်တော့ပဲလမ်းချောင်းထွက်လာခဲ့လိုက်တယ်မြင့်မို့လည်းစိတ်တွေအင်မတန်ရှုပ်ထွေးနေတာမလို့မျက်နှာစိတ်ဆိုးသွားတာသိပေမဲ့လည်းသူလိုက်မလျှော့ပြက်ပဲကားပေါ်မှာသာတက်လိုက်ပြီးမောင်းတက်လာခဲ့လိုက်တော့တယ်ဟမ်အရှမ်းတို့နဲ့မြင့်မို့ခေါင်းရင်ရှစ်စိတ်ထဲမှာတစ်ချိန်လုံးအဲ့ဒီမိန်းမပဲရှိနေတာလားကိုချစ်သူတယောက်လုံးကိုဘင်းမှထားပြီးတခြားမင်းလေးတယောက်ကိုတဲတဲလို့ပူပန်နေတာရှင်တော့မတရားဘူးသိလားနောက်ကနေလိုက်ခေါ်မဲထင်ထားတော့လေမနီသစ္စာကိုကောက်ဖို့တမ်းပြီးမောင်းထွက်သွားတဲ့မြင့်မို့ကဖေမီကိုကြည့်ပြီးမျက်နှာရင်နဲ့ဒေါသတွေထွက်ရကခြေဆောင်ကြံခဲ့တော့တယ်ပါလေမျက်နှာကသူ့ချစ်သူမဟုတ်ဘူးလားမျက်နှာကသူတခြားမင်းကလေးကိုကားဖို့ခေါ်လို့စိတ်ဆိုးသွားတာသူလက်လျှောက်ရမှာမဟုတ်ဘူးလားအခုတော့တားစီဖို့စကားတစ်ခေါက်မှထွက်မလာပဲမသိတယ်လို့မနီသစ္စာကိုကားဖို့တင်ပြီးမောင်းထွက်သွားတယ်ရှင်မတရားဘူးသိလားမြင့်မို့နေဘယ်လိုလိုက်တာလဲမျက်နှာစိတ်ဆိုးသွားပြီလေကားပြက်လဲပြီးနှင်းချော့လိုက်ပါငါဒီကနေဆဲပြီးတက်စီငားလိုက်ပါမယ်ဟာကားမောင်းထွက်လာကြတဲ့ကနောက်ခန်းကနေတွတ်ပြောနေတာကကားပြန်လဲပြီးမျက်နှာကိုချော့ဖို့မျက်နှာစိတ်ဆိုးသွားလို့ဆိုတဲ့အကြောင်းပဲမျက်မှောက်တကောမှမပြောပဲမျိုးပြင်ကိုမောင်းထွက်လာခဲ့ပြီးလူချင်းနဲ့လမ်းဘေးမှာကားထိုးရက်လိုက်ကကားတကားဖွင့်ပြီးဆင်းလာလိုက်တော့မနီနားမလဲစွာသူ့ကိုကြည့်နေရင်သူမပါကားပေါ်ကဆင်းမယ်ပြတော့မနီတိုင်နေတဲ့ကားနောက်ခန်းထဲမျက်မှောက်ကသူ့ပါဝဲထိုင်ကကြားပဲကိုလေအဲ့မှာထိုင်နေဟမ်အပြစ်မဘူးလေငါတို့စကားခဏပြောရအောင်မနီသူ့လေတန်းပြောရွံ့သွားကမနီတန်ကိုစူးစူးနေကြည့်နေတော့မနီတက်စွာမနီကောင်းရင်းကောင်းထိုင်ပြောလေငါနားထောင်နေတယ်ပြီးရင်ငါ့ကိုမြ мян ပြန်ပို့ပေးပါကိုကြီးတက်ရန်နဲ့လိုက်လာပြီးငါတခြားနေရာဆောင်ရင်မေမေစိတ်ပူမှာစိုးလို့ဟာနှကန်းလေးတော်ပြီးမဲလိုက်တဲ့မျက်မှောက်ကြောင့်မနီတပ်ပြန်လေးချလိုက်ပြီလေငါနေ့ကိုမေးမယ်မနီငါအကိုနေချက်လားဟမ်ပြုံးစားကြည့်ပေးလိုက်တဲ့စကားကြောင့်မနီမျက်လုံးလေးဝိုင်းသွားရကမြင့်မို့နေဘလို့ကြီးပြောလိုက်တာလဲနင်တိလောက်ပြီမို့လို့ငါအကိုအပြင်ခေါ်တာနင်လိုက်လာတာမဟုတ်ဘူးလားမိမိနဲ့အန်တီနီလာကလျက်ကိုနဲ့ကိုလက်ထပ်ပေးဖို့စီစဉ်နေပြီအန်တီနီလာကနင်နဲ့အကိုနဲ့ကိုလက်ထပ်ပေးဖို့စီစဉ်နေပြီနင်လက်ခံလိုက်ပြီလားမနီသူပေးတဲ့မိကုန်းကိုပြန်မဖြစ်ပဲမနီမျက်နှာလေးလွှဲထားလိုက်ရင်မနေ့ကမိမိစကားတွေကနားလေးပြန်ကြားရောင်ခဲ့တယ်။သမီးအတွက်မိမိပြောတာမလို့ထက်ရန်ကိုသမီးလက်ခံလိုက်ပါ။ဘလို့ဆယ်မြင်္ဂလာပဆောင်သေးခြင်းလဲစစ်ဆက်ပွဲလောက်တော့မိမိတို့လှုပ်ထားမယ်။ဒီတစ်ခါနောက်ဆုံးပဲမိမိစကားကိုသမီးနားထောင်ပါ။မနီငါမိနစ်တာဖြစ်အောင်လေကွာ။မနီနမောင်လေးကိုလမ်းဆွဲခံလိုက်တော့မှမနီအစ်စ်ပြန်ဝင်လာပြီးမျက်မှောက်မျက်နှာချောချောကိုဆွဲဆွဲမြင်မြင်ကြည့်လိုက်ကက
ကောင်းကြီးပြလိုက်ငါလက်ခံလိုက်ပြီးမြမို့ချစ်တာမချစ်တာကနောက်မှမနိနေပါပြောလိုက်တယ်ဟမ်ရုတ်တရက်ထကိုလိုက်တယ်မြမို့အတန်းကြောင့်မနိကိုလေးတုံသွားရကမြမို့ကိုကြည့်လိုက်မိတယ်နေသူ့ကိုလက်ထပ်လို့မရဘူးမနိသူမဟုတ်ဘူးနေဘသူ့ကိုမှလက်ထပ်လို့မရဘူးကွာငါဘာလို့လက်ထပ်လို့မရမှာလဲမြမို့ရဲ့မနိကိုဆုံးရှုံးရတော့မယ်ဆိုတာရှင်ထဲကခံစားချက်တွေကအမှန်တကယ်ပွင့်တက်လာသလိုပဲဘာလို့လဲဆိုတော့ငါနေကိုချစ်လို့ဘသူ့ကိုမှမပေးနိုင်လို့ပြောချင်ပေမဲ့လက်ချောင်းဝါတွေပျောက်ကွယ်နေတဲ့စက်ကလုံးတွေကအပြင်ကိုထွက်မကြလာပဲစိုးနေတွေကအရေးကြီးတဲ့ခန္ဓာကိုယ်ကအစိပ်ပိုင်းတစ်ခုပြုတ်ထွက်သွားသလိုခံစားရရတယ်။ဖြည့်လေးမြင့်မို့နေ့ကြတော့ရေးစားတွေတယောက်ပြီးတယောက်တွေငါကြတော့လက်ထက်လို့မကြဘူးဟုတ်လား။မင်းနဲ့ရင်မနေ့အတန်လေးတင်ဝင်သွားရတယ်။တကယ်ဆိုရင်ကိုဟာသူ့ကိုစိတ်ကစားတတ်တဲ့အရွယ်ကလေးကချစ်ခဲ့ရတာသူကကိုယ့်ကိုဖြစ်ထားပြီးကိုရှိမှဘင်္ဂလီများစွာနဲ့တွဲနေတယ်မဟုတ်ဘူးလား။ကို့မှလည်းအပြင်လူတွေတိတ်မှဆိုတော့ဟန်ဆောင်နေရတာတခြားမင်းကလေးတယောက်နဲ့တွဲတိုင်းမနှိမ့်ငင်တဲ့ကဘာပြတ်မတဲ့ခံစားနေရတယ်မနီကိုယ်တိုင်ကလွယ်ပြီးဘသူသိမှလည်းလေအခုလေမျက်နှာနဲ့နမ်းနေတဲ့ပုံတွေမျက်နှာက Facebook ပေါ်မှာတင်ထားတာကြောင့်မနီပါအပုံတွေတွေ့တဲ့ညကားဆိုငိုလိုက်ရတာမနေ့ရောက်တော့ခေါင်းတွေကိုကိုက်လို့သူဟာသာမနီကိုအမြဲလိလူရှုနေတာမဟုတ်လားမနီမေးတဲ့မိကုန်းကိုမဖြေပဲမြင့်မို့နားကျင်လာတဲ့ရင်ရစုံကိုဖုံးကွယ်ပြီးအနှင်းငယ်ပြုံးလိုက်ကစကားလဲကြောင်းလွယ်လိုက်ပြီးငါပေးတဲ့မူးနေ့လက်ဆောင်ကြိုက်လားမနီဟမ်မွေးလက်ဆောင်ဆိုမှမနီးလေတိုင်းမှာဆွဲထားတဲ့ကျိုးလေးနဲ့လောက်ကသီးလေးကိုကန်ပြီးမရေမပြုံမျက်နှာလေးဖြင့်မြင့်မို့ပဲလဲလိုက်ကနင်ဘလို့လို့ငါအခန်းထဲဝဲလာတာလေမြင့်မို့ပြုံလိုက်ပြီးငါငယ်လေးတဲ့ကနေအိမ်ပဲနေရပါရှိတာနေအခန်းပါရှိတယ်နေရအိမ်ရင်ပရင်းပေါက်မပိတ်ပဲအိတ်တက်တာငါသိနေတာပဲဒါဆန်းလာဟလောက်ကသီးလေးကိုနေတွေ့တော့မအံ့ဩဘူးလားငါမရောနေသိလားသိတယ်ငါအခန်းထဲနေဝင်နေကြလက်ပတ်အစိမ်လေးကြကြံနေခဲ့တယ်လေအဲ့ဒါမကြကြံခဲ့လေငါအခန်းထဲနင်ပဲဝင်လာပြီးဒီလိုပတ်ပေးမှာဆိုတာငါသိတယ်နှစ်ယောက်သားကတင်ကအခြေအနေကိုမဲပြီးရီမောနေပေမဲ့ကိုစီနာချင်နေတာကိုတော့မနစ်သိနိုင်ဖြစ်နေရတယ်ငါနေ့ကိုချစ်တယ်မနေ့ငါကိုငါသိသွားပြီငါရင်ထဲမှာနေရအမြန်ရှိနေတာဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်တဲ့နှလုံးသားတစ်ခုလုံးပဲမနေ့မြို့ငါဘယ်တော့မှဆုံးရှုံးမခံနိုင်ဘူးမြင့်မို့ရဲ့ငါနေ့ကိုအရန်ချစ်ခဲ့လေငါအချစ်တွေကိုနှလုံးသားထဲမှာပဲထားရသိမ်းထားတော့မယ်ငါနေ့အတွက်နေ့ရဲ့လူသုံးတငယ်ချင်းလေးအဖြစ်နဲ့ပဲစိတ်ထဲကိုစီရေရွတ်နေရင်ကားလေးတွေတိတ်ဆိတ်သွားရကငါမင်းနေတာကိုနေမဖြစ်လဲထားလိုက်တော့မြင့်မို့အခုတော့ငါအိမ်ကိုပြန်ပို့ပေးမယ်မမေစိတ်ပူနေလောက်ပြီငါပြန်ပို့ပေးမယ်ငါပြောတာလေနေမမေ့နဲ့မနေ့နေဘသူ့ကိုမှလက်မထက်ရဘူးမနေ့နဲ့သူနဲ့ပြန်မငင်းတော့ပဲတိတ်ဆိတ်နေလိုက်ကထင်နေတာကသူမနေ့ကိုတက်တက်စားနောက်နေတာပဲလို့မြတ်မို့ငါတို့စကားပြောကြရအောင်နေ့လည်ကမနေ့ကိုသူအိမ်ပြန်လိုက်ပို့ပြီးကလေးကအင်ကိုတန်းပြီးတော့ပြန်လာခဲ့ခြင်းဖြစ်တယ်အခန်းထဲရောက်ပြီးအိယာထဲခြေချလိုက်ပြီးလက်ကိုနောက်ပြန်အိယာထဲထောက်ထားကကောင်းမော်ပြီးမျက်လုံးတွေမိတ်ထားမိတယ်သူ့နှလုံးသားကိုသူရေရေရာသိသွားပြီးကလေးကမနေ့ပုံရိပ်တွေကအချိန်ပြေစိုးမိုးနေတယ်မနေ့ကိုသူချစ်နေပါလဲနဲ့ဘာကြောင့်များမနေ့ရှိမှရီးစားတွေထဲလဲတွဲနေခဲမိပါလေအခန်းထဲထက်ရန်ဝင်လာပြီးခေါ်တန်းကြလိုက်တော့မြင့်မို့မျက်လုံးတွေပြန်ဖွင့်ပြီးအကိုရှိရပဲခတ်ဆူးဆူးကြည့်လိုက်မင်းဘာပြောစရာရှိလို့လဲဂျစ်ကန်ကန်မေးလိုက်တော့ပါလေမင်းကငါနဲ့ပြောစရာစကားမရှိဘူးလားမင်းမရှိလဲငါဘက်ကပြောစရာရှိတယ်ကွအဲ့ရတဲ့ထားလိုက်ပြီးဆိုဖာမှာထိုင်လိုက်ကအကိုဖြစ်သူဘက်ကိုအကြည့်ပို့လိုက်ပြီးပြောစရာရှိတယ်ဆိုလဲပြောကြတာပေါ့ထက်ရန်ကဘောင်းမီအိတ်ကတ်ထဲလက်နိုင်ပြီးမြင့်မို့ရှိမှဝင်ထိုင်ကငါတို့ရှေ့တစ်ပတ်ထဲဆေးဆက်ပွဲလုပ်မယ်မြင့်မို့မြောင်ဝင်းတွေကျင်းမြောင်းသွားပြီးထက်ရန်ကိုခက်ရက်ရက်ကြည့်လိုက်ကခမည်းပြောတော့မနီးကိုညီမလေးတယောက်လိုပဲအခုလိုကြတော့အပြောင်းလဲကမြန်လာချင်တာဗျထက်ရန်ကောင်းငိတ်ပြလိုက်ပြီးငါကမင်းလိုအုံဖုံးမနေတတ်တဲ့ကောင်းဆိုတော့ခက်မြန်ပဲလေတိတ်ဆိတ်သွားတဲ့မြင့်မို့ကြောင့်ထက်ရန်ဘက်ကပဲစကားဆလိုက်ကငါဆိုလိုချင်တာကမနီးကငါနဲ့ဆေးဆက်ပြီးမကြခင်လက်ထက်ရတော့မယ်မင်းကလေးဆိုတော့နေ့လေအားစားတော့ဆိုင်မှာလို့မနီးကိုပိုင်စိုးပိုင်နဲ့မင်းဘက်ကပြစ်မှုတာတွေငါထပ်မလို့ကျွန်တော်ဘူးကွာဒီတခါထက်ရန်ပြောလိုက်တဲ့စကားကြောင့်မြင့်မို့ရင်တဲ့တကယ်ဆွေးသွားရကပြန်လဲခြေပါမယ်စကလုံးတွေပါနှုတ်ပြားတွေပျောက်ချကုန်တော့တယ်သူ့အဖြစ်ကဥယျာဉ်မှုတယောက်လိုဖြတ်ပြီးကိုယ်တိုင်မခိုးရဲ့မချွတ်ရဲ့ပဲအမျက်တန်တို့တန်ဖိုးထားတဲ့ပန်းကလေးကိုတခြားသူကခူးဖို့ရွယ်နေတော့ရီးစားလူလူဦးနုကျဲခက်တယ်လို့ခံစားနေရရင်အကိုမင်းပြောလို့ပြီးငါတော့နားကျင်နေပြီထ
ထက်ရန်ကောင်းနေလိုက်ကပြောစရာစကားလဲပြီးပြီမို့လို့ပြန်ထွက်လာခဲ့လိုက်တယ်အခန်းပြင်ရောက်တော့ပြောလိုက်မိတယ်အရှုကကိုရင်တွေကခန်းစားချက်အစ်စ်မှန်ကိုမသိတဲ့ကောင်းပါကွာအဲ့ရတဲ့ဟိုဘက်လိမ့်ဒီဘက်လိမ့်နဲ့လုံနေရင်ဘလူပင်အိပ်ပြောအောင်ကြိုးစားအချင်းကြီးတာဖြစ်နေတယ်မျက်နှာစီကိုလည်းသူ့ဖုံးမဆက်ဖြစ်ပြီးသူမနစ်ကိုဘဲချိန်ကလေးကဘလူချစ်နေခဲ့တယ်ဆိုတာမသိခဲ့ပေမဲ့သိလိုက်ရတဲ့အချိန်မှာသူ့ရင်ထဲမှာသူ့တွေကအတော်ကိုကြီးမားနေပြီမလို့နင်တို့ရဲ့အပေါ်ရန်အလှပါတွေလည်းသူရင်မခုန်တော့သလိုစိတ်လည်းမွေးစားတော့ပြီအချိန်အားဖြင့်ကြည့်လိုက်တော့ည7 နာရီထိုးတော့မှမလို့သူအိယာထက်ကထလိုက်ပြီးဟူဒီအနက်တစ်ထဲကိုဝစ်စင်လိုက်ကကောင်းစွန်လိုက်ပြီးအခန်းထဲကထွက်လာခဲ့တယ်အောက်ထပ်ကိုဆင်းလာတော့တယောက်မှမတွေ့ရတော့ပြီခက်မြန်မြန်ရှောက်လာခဲ့ပြီးအပြင်ကိုထွက်လာခဲ့တယ်ထုံးစံအတိုင်းမနီတို့ရှမ်းချေရောက်တော့အုတ်တိုင်းကိုကြော်တက်လိုက်ကခြံထဲဝင်လာခဲ့တယ်အုတ်တိုင်းမှာပလေတာဆူမရှိပါမလီအခန်းကိုမောကျင်လိုက်ပြီးသူပထမတကားတက်နေကြအတိုင်းတွေ့ဖက်တက်လာခဲ့လိုက်တယ်ပရင်းပေါင်တကားပိတ်မအိတ်တက်တဲ့မနီကြောင့်သူအခန်းကိုလွယ်ကူစွာဝင်ရောက်နိုင်ရင်မီးအောင်မမိန်ပြသူလမ်းကြည့်လိုက်တော့မနီအောင်မှုရအပြာနုနုထက်အိပ်ပျော်နေပြီဖြစ်တယ်သူပြောလိုက်မိပြီးမနီအိတ်နေတဲ့အိယာနာတိုးလိုက်ကအိယာပြီးဖွားဖွားလေးဝေထားရင်အိမ်မောကျနေတဲ့မနီမျက်နှာလေးကိုကြည့်လိုက်ရင်တေချာနေပြီဖြစ်တယ်သူ့ရဲ့ဝဲဖက်ရှင်အောင်ကမြည်တဲ့နှလုံးခုန်တဲ့တွေကတက်သေးပဲဖြစ်တယ်အခုချိန်မှာသူ့မျက်နှာကိုလည်းစိတ်ထဲမရှိတော့ဘူးဘယ်ရာကိုမှသူမသိချင်တော့ပါဘူးမနီကိုဘသူကိုမှပေးမလိုက်နိုင်တာကိုပဲသိတော့တယ်ဆုံးရှုံးသွားရင်ဆိုတဲ့စိတ်ကခဏလေးတွေးမိတာတော့သူဘယ်လို့မှမနေနိုင်အောင်ဖြစ်မိရတာမလို့မီးအောင်ဝါကျင်လေးအောက်မှာဖြူပွေးနူးညံ့နေတဲ့မျက်နှာလေးတဲ့သူ့လက်ချောင်းလေးတွေတက်ရွရွတိုးသားရင်ပါပင်တက်ကိုအသာတို့ထင်မိတယ်အိမ်မက်နေတဲ့မနီကတော့လုံးဝမနှုတ်ပဲပြီးတဲ့နောက်နှာတန်တလုံးလေးကိုအသာထုတ်တဲ့ရင်နှင်းစီပန်းလေးလိုလှပတဲ့မနီနကန်ရဲရဲလေးနားရောက်တော့မှဝုံတိုင်းတဲလာတဲ့ရင်ခုန်တန်တွေကိုထိန်းချုပ်ဖို့အတော်ခက်ခဲလာတယ်ထိတွေ့ခြင်းမိတယ်မနီရဲ့ပထမဆုံးအနှမ်းကိုသူ့လိုခြင်းမိတယ်အနာတဖြည်းဖြည်းတိုးကပ်လာရင်မနီနကန်လေးနဲ့သူ့နှုတ်ခမ်းညူညူတွေထိလို့ထိမိခင်သူကောင်းနောက်ပြန်ဆုပ်လိုက်တယ်ထိန်းချုပ်နိုင်တဲ့စိတ်ကသူမနီကိုမထိရဲ့မနှမ်းရပဲအဲ့ဒီလောက်ထိကိုသူချစ်မိနေတာပါပဲလားအချမ်းမြန်လို့မနီမကြည့်ဖြူပဲထိတွေ့တာတော့မှသူ့ကိုစိုးရွံ့မိနေတယ်သူကမနီရှိမှရီးစားတွေအများကြီးတွဲခဲ့ဘူးတဲ့ကောင်မဟုတ်လားမနီစိတ်ထဲသူ့ကိုဘလို့တွေးနေမလဲအခုသူလှုပ်လိုက်လို့မနီလို့လာရင်သူ့ကိုစိတ်နာသွားရင်မုန်းသွားရင်ဘလို့လုပ်မလဲငါနေ့ကိုအရန်ချစ်တယ်မနီရဲ့ခတ်တိုးတိုးရေရွရင်မနီမျက်နှာလေးကိုတစိမ့်စိမ့်ထိုင်ကြရင်မနေ့3 နာရီလောက်မှသူမနီအခန်းထဲကနေထွက်လာခဲ့လိုက်တယ်မမေကိုတားစီမှမနီနဲ့အကိုရဲ့လက်ထက်ပွဲမဖြစ်မြောက်မှဖြစ်ပေလိုက်တော့မယ်မနီရဲ့ငါအတ္တအရန်တွေကြီးနေပြီလားနင့်ကိုမဆုံးရှုံးရတဲ့စိတ်ကြောင့်မမနီရဲ့ဘယ်လိုသားကျွန်တော်ဒီနေ့စာမွေးစပြီမလို့စာမွေးပြီးတဲ့နေ့ကျရင်မမေနဲ့စကားပြောစရာရှိတယ်ဒေါ်စန္နာလင်းတားငယ်ကိုကြည့်ရင်ကောင်းချိန်ပြန်လိုက်မိကတားငယ်စားရရရဲ့လားကြပါတယ်မမေကျွန်တော်သွားတော့မယ်အေးတားငယ်ရင်မမေကိုစကားလမ်းကြောင်းခက်ပြီးသူ့เจ้าကိုထလာခဲ့လိုက်တယ်မျက်နှာနဲ့သူအဆက်အသွယ်မလုပ်တာဒီနေ့တည်းဆို3 ရက်ရှိပြီဖြစ်တယ်ကြောင်ရောက်တော့သူရက်နေကြနေရာမှာကားရက်ပြီးတကားဖွင့်ပါဆင်းလိုက်တယ်ကိုဟမ်နောက်ကမျက်နှာရဲ့အတန်ကြောင့်သူတက်ပြင်းတက်တဲ့ချလိုက်မိတယ်အော်မျက်နှာကိုကြောင်ရောက်နေပြီလားမျက်နှာမျက်နှာကတင်းမနေကသူ့ကိုခတ်ဆူးဆူးကြည့်လိုက်ပြီးစာမွေးခန်းထဲဝင်ဖို့အချိန်လိုသေးတာပဲမျက်နှာတို့စကားပြောကြရအောင်မျက်မှောက်ကောင်းနေလိုက်ပြီးဒီမှာပဲပြောကြတာပေါ့ခဏပဲမဟုတ်ဘူးလားမျက်နှာတို့ကန်ကိုကမ်းမဲ့ပြောလိုက်ပြီးသူ့ဘက်လဲကြည့်လိုက်ကရပါတယ်ဘယ်မှာပဲပြောဆင့်ပြေပါတယ်အရင်ဆုံးမျက်နှာဘက်ကပြောမယ်ကိုမျက်နှာကြည့်ပါလို့ဖုံးမဆက်သွဲတာလဲကိုစိတ်တွေရှုပ်ထွေးနေလို့ပါလေမနစ်သစ္စာကိုတခြားယောက်ျားတစ်ယောက်နဲ့တွေ့လိုက်ကြလို့လားအဲ့ဒါကိုအရင်ပါတခြားသူမဟုတ်ဘူးဒါဆိုညီကို2 ယောက်လုံးနဲ့ပတ်သက်ချင်နေတာပေါ့အဲ့လိုလားမျက်နှာစကားဆုံးမျက်မှောက်မျက်နှာပြောင်းလဲသွားပြီးမျက်နှာခင်မင်းမနစ်ကိုဒီလိုစကားမျိုးပြောတာနောက်ဆုံးဖြစ်ပါစေကွမထင်မှတ်ထားတဲ့စကားကြောင့်မျက်နှာရဲ့ထိန်းချုပ်ထားတဲ့ဒေါသတွေပွင့်ထက်လာပြီးထင်သားပဲရှင်ရတစ်ချိန်လုံးကျမနားမှာရှိနေပြီးရှင်တွေကအဲ့ဒီမနစ်သစ္စာဆိုတဲ့မိမကိုပဲတန်းတနေတယ်ဆိုတာအခုမျက်နှာနဲ့ရှင်နဲ့ပတ်သက်မှုကဘယ်လိုလုပ်မှလဲပြောမျက်နှာအတန်းကြောင်နှုတ်ဆက်နေပြီးမှမျက်နှာကိုကြည့်လိုက်ကပထမဦးဆုံးမျက်နှာကိုတောင်းမှန်ပါတယ်ကွာကိုတို့လန်ခွဲကြရအောင်ဟမ်ဘယ်လိုမျက်မှောက်ခေါင်းရင်ရှေ့ဘယ်လိုပြောလိုက်တာလဲမျက်နှာတကယ်တုံ့လုံသွားတယ်အဲ့ဒီလောက်ထိပြောထွက်လိုက်မယ်လို့သူမမတင်ထားတာအမှန်ပါ
ဟုတ်တယ်မြန်တို့ကိုတို့လန်ခွဲကြရအောင်ဘာကြောင့်လဲအကြောင်းပြချက်ကမနိတ္တစာကြောင့်လို့တော့ရှင်မပြောနဲ့နော်ကျမလည်းမခံဘူးတချောင်းအကြောင်းပြချက်ပေးပါကိုလိုယူပပေတာကွင်းတယောက်ကမနိတ္တစာလိုပုံတုံးအားမိန်းမတယောက်ကိုအရှုံးပေးရတယ်ဆိုတာဖြစ်တဲ့တလားမနေ့ကကိုယ့်ရဲ့နှလုံးသားတစ်ခုလုံးမှာဟဲ့မြန်တို့ရဲ့လက်ဘွားတစ်ဖက်ကမျက်မှောက်ရဲ့ပါချက်ကိုရိုက်ချလိုက်တဲ့အတွက်လဲထွက်သွားတယ်မျက်နှာမှာလက်ဝါးရာကြောင့်ရဲတက်သွားလေတယ်ဘေးနားလူတွေလည်းသူတို့နှစ်ယောက်ကိုကြည့်ပြီးအော်နေကြကတီတိုစကားတန်တွေထွက်ပေါ်လာတယ်ကျင်းတ်ပြီမဟုတ်လားအဲ့လောက်ဆိုမျက်မှောက်ကမြန်တို့ဘက်ကိုလှည့်လာပြီးတော့မေးလိုက်တော့ဒေါသကြောင့်တုံ့ရင်းနေတဲ့မြန်တို့နှကန်းပါလေးကတုံ့ရည်စွာရှင့်ကိုကျမအစမ်းမုန်းတယ်သိတာလူမဆန်တဲ့ကောင်ပြောပြီးထွက်သွားတဲ့မြန်တို့ကိုကြည့်ပြီးသူလည်းကြောင်းထဲဝင်လာခလိုက်တယ်အချိုက်ခံရပါတယ်သူလည်းမှားခဲ့တာပဲမဟုတ်ဘူးလားအခုလိုသူ့ကိုမုန်းတွားတာလေတမျိုးကောင်းတာပဲမင်းနဲ့သူကမေချာတူမလို့ကြောင်မွေးခံလဲတူကြတယ်လေသူလျှောက်လာခဲ့ရင်အခန်းရှိရောက်တော့မဏိကအစာအုပ်လေးကိုငိုကြည့်နေတာတွေ့လိုက်ကြတယ်မဏိဟမ်စာမွေးခန်းထဲမဝင်ခင်အနားရောက်လာပြီးသူမနဲ့ပဲခေါ်လိုက်တဲ့မျက်မှောက်တောင်မဏိမောကြည့်လိုက်တော့ဖြူဝင်းနဲ့ဘားပင်တက်မှာခံရဲဖြစ်နေတာကိုတွေ့လိုက်ကြလေတယ်မဏိမျက်လုံးလေးဝိုင်းသားရပြီးမျက်မှောက်မျက်နှာကိုစူးစူးနေကြည့်လိုက်ကနေမဘာဖြစ်တာလဲမျက်မှောက်ကောင်းနေကောင်းကပြုံးလိုက်ပြီးတော့မဏိမျက်နှာတဲ့အကြည့်ပြန်ပို့လိုက်ကအရက်ခံလိုက်ကြတာဟမ်ဘလို့အရက်ခံလိုက်ရတယ်ဟုတ်လားဘသူရိုက်တာလဲမင်းတို့ခင်ဟုတ်လားဟမ်မဏိမေးတော့ကိုမဖြစ်ပဲအတန်ထွက်ရလိုက်ပြီကဲအခန်းထဲဝင်ကြမယ်ခေါင်းလောင်းထူတော့မယ်စာပြေးပြီးရင်ငါတို့အတူပြန်မယ်နော်မဏိနေအိမ်ကိုလာမကြိုခိုင်းနေတော့ဟမ်ငါနေနဲ့ပြန်လို့မဖြစ်ဘူးလေမင်းတို့ခင်နဲ့နေရငါးကြောင်ပြဿနာတန်ဘယ်လိုလုပ်မှာလဲမဏိမင်းတို့ခင်နဲ့ငါလမ်းခွဲလိုက်ပြီဟာဟမ်ဘယ်လိုဖြစ်ပြန်ပြီလဲနေရသူနဲ့တက်တန်းရှာချီတော့ငါကတိမြဲပင်ထန်နေတာဟဲ့တလားလောက်ရှိတဲ့တက်တန်းကကြာလာလားမဏိရထားလိုက်ပါအဲ့ဒါတွေပြစ်ခဲ့ပြီအခုငါတကယ်ချစ်တဲ့မင်းကလေးစားတွေ့ပြီသိလားမဏိမြောင်ဝကြည်ကြည်လေးတွေကိုစူးစိုက်ခြင်းရင်ပြောတော့ဘာမှနားမလဲတဲ့မဏိကနေနောက်တစ်ယောက်ထပ်တွေ့ပြန်ပြီလားမြင်မို့မဏိလီတန်အေးလေးကသူ့နှလုံးသားကိုဖြတ်တန်းစီစဉ်သွားတဲ့ကဲ့သို့ရှိပြီးမဏိအတန်အနှဲငယ်တုံရင်နေတာကိုမြင့်မို့ကန်စားမိတယ်ပြီးရဲ့နောက်မဏိမျက်နှာလေးတစ်မျိုးဖြစ်သွားရပြီငါအခန်းထဲဝင်တော့မယ်ဟာသူပြန်ပြေတာကိုမစောင့်ပဲမဏိအခန်းထဲဝင်လာခက်လိုက်တယ်သူလည်းမဏိသွားတော့နောက်ကလိုက်လာပြီးအခန်းထဲဝင်လိုက်တယ်နံပါတ်တွေအရမဏိကသူ့ရှိရာခုံမဖြစ်ပြီးသူကမဏိရဲ့နောက်မှာစိတ်ထဲကျင်းတဲ့သူဖြစ်သွားရင်တယောက်တည်းပြုံးလိုက်ပါတော့တယ်မမေအေးတာမမေလည်းခဏနေနီလာတို့စီသွားလိုက်မယ်ထက်ရန်ပြောလိုက်ပြီးဟုတ်ကဲ့မမေဘာလို့နဲ့နောက်တစ်ပတ်တည်းမဏိနဲ့သူဆေးဆက်ပွေလို့ရတော့မယ်ဟိုတော့ကသူနိုင်ငံသားမှာအကြောင်းသားတက်တဲ့ကာလမှာအနေလဲဝေးခဲ့တော့ညီမလေးတယောက်လိုပဲချစ်ခင်မိတယ်ထင်ပေမဲ့အခုလိုအနီးနားပြောင်းလာတဲ့ချိန်မှာတော့မဏိနဲ့သူ့ကိုလက်ထပ်ဖို့ပြောတော့သူ့မှာရည်ရသေးတယ်ဘလို့ဖြစ်နိုင်မလဲပေါ့အခုတော့သူမဏိရဲ့အနီးနားရောက်လေချစ်မိလေပြီမလို့သူ့ကိုသူတောင်အံ့ဩကြတယ်ထို့အတူမြင်ဖို့လဲမဏိကိုချစ်နေတယ်ဆိုတာသူလည်းသိနေပါတယ်ဒါကြောင့်နောက်ဆုတ်ပေးခြင်းပဲမဲ့ပိုင်ဆိုင်ခြင်းတဲ့နှလုံးသားကိုသူမလွန်ဆန်နိုင်ဖြစ်ခဲ့ရတယ်အပေါ်တက်လာရင်မြင့်မို့အခန်းရှိရောက်တော့သူတကားခေါင်းမိတယ်အထက်ကတုတ်ပြတဲ့မကြပင်ထက်ရန်မျက်မှောက်ကျုံးလိုက်ပြီးတကားလက်ကန်ဖို့ကိုလက်ပွင့်လိုက်တော့ပွင့်သွားတော့မလို့အခန်းထဲဝင်လာခဲ့တယ်ဟမ်မြင့်မို့ကဆိုဖာမှာကျော်မီကစီကရက်ငွေတွေကိုမုတ်ထုံနေပြီးသူဝင်လာတာကိုသိပုံရပေမဲ့သူ့ကိုလုံးဝမကြည့်ပဲမျက်နှာကျဖြူဖြူလေးကိုသာအကြည့်ပို့ထားလိုက်တယ်အနာကိုရှောက်သွားလိုက်ပြီးမြင့်မို့နဲ့မျက်နှာချင်းဆိုင်မှာဝင်ထန်လိုက်ကမြင့်မို့ပြန်မထူပဲမျက်လုံးတွေဝဲတက်လာပြီးပြောဆိုနေတဲ့အကြည့်မျိုးဖြစ်ကြည့်လိုက်တယ်ညနေကမင်းမဏိကိုအိမ်တန်းမဖို့ပဲဘေခေါ်သွားတာလေဘေခေါ်သွားတယ်ထင်လို့လေပမာမခံဖေးလာတဲ့ပုံစံကြောင့်ထက်ရန်မျက်နှာတီးကျင်းသွားရင်မဏိကငါနဲ့မကြခင်ဆေးဆက်တော့မယ်မိန်းကလေးပါမြင်မို့မင်းအဲ့လိုအကြာကြီးခေါ်သွားပြီးညနေကြောင်မှပြန်ဖို့တာမဏိရဲ့ကိုကျင့်တရားကိုမင်းမထိခိုက်နဲ့အကိုမဏိကိုငါချက်တယ်ငါကိုငါမသိခဲ့လို့နောက်ကျခဲ့တာဒါပေမဲ့မဏိကငါ့အတွက်တန်ဖိုးမဖြတ်နိုင်တဲ့တခုတည်းတော့တန်ဖိုးရှိဆုံးအရာပဲဟာမင်းဒီလိုပြောမှတော့ယုံကြည်ပေးရတာပေါ့ကွာမကြခင်မှာမဏိကငါ့ရဲ့မကြီးတော်ရတော့မယ်ဆိုတော့ငါကြောက်တဲ့နေချင်းနဲ့ခဏပြင်ထွက်ပေးကွာထိုင်ရန်စကားတွေကိုသူ့နှလုံးသားကလက်မခံနိုင်ပြီသူဘလောက်အထိနာကျင်နေလဲဆိုတာသူကိုယ်တိုင်ပဲသိနေတာမလို့မဏိကိုသူ့အပိုင်တစ်ခုလုံးပြောနေတာသူ့အတွက်ခံနိုင်ရည်ပဲရှိပါမလဲကောင်းပြီလေမင်းခံစားချက်ကိုငါနားလဲပါတယ်မင်းရေးစစ်စစ်နေပါ
ပြောရင်ထက်ရန်ကထွက်သွားခဲ့တယ်။သမီးမနေ့ညနေပြန်ရောက်လာကြတဲ့ကကျိတ်ငုံနေရင်အခန်းထဲမှိုင်နေမိတယ်။မေမေအခန်းထဲဝင်လာမှပြည့်ရင်းနေတဲ့မျက်နှာလေးကိုပြိုးပြန်လိုက်ပြီးဟုတ်ကဲ့မေမေတော်နီလာခင်ညကလေးကမျက်နှာမကောင်းတဲ့မနေ့ကြောင့်ညအိတ်ခါနေသူမအလုပ်တွေပြီးတဲ့အချိန်မှာတော့သမီးဖြစ်သူအခန်းထဲဝင်လာခဲ့လိုက်တယ်။သမီးမေသိရင်မေမေတို့စကားပြောကြရအောင်လေ။ဟုတ်ကဲ့မေမေပြောပါမနေ့နားထောင်နေပါတယ်။အဲ့ရတဲ့ကောင်းလေးရှင်ခွင်ထဲပိုက်ပြီးထိုင်နေတဲ့သမီးဖြစ်သူကိုကြည့်ပြီးတော်နီလာခင်ပြောပြလိုက်ပြီးအဲ့ရတဲ့ဝတ်ထိုင်လိုက်တယ်။ပြီးရနောက်မနေ့လက်ကလေးကိုဆွဲယုံလိုက်ကသမီးစိတ်ညစ်စရာရှိနေလို့လားမေမေကိုပြောလေလက်ထက်ပွဲကြောင့်လားအဲ့ဒီကလေးကသမီးရှင်ရှင်ပြပြမရှိတာမေမေခံစားမိနေတယ်လို့ပဲကွယ်မေမေဖြစ်သူစကားကြောင့်လူကပုံမှုကျင်လာရကညနေကမြင့်ဖို့ကသူမကိုချက်တယ်တကယ်ပြောတာဖြစ်စေဆောက်နောက်တာဖြစ်စေမြင့်မို့ရဲ့ချက်တယ်ဆိုတဲ့စကားတစ်ခွန်းနောက်မှာမနေ့မြင့်မို့မဟုတ်တဲ့ကိုကြီးထက်ရန်ကိုလက်ထက်ချင်စိတ်မရှိတာတော့အမှန်ပါသူမမမေကိုအမှန်တိုင်းပြောပြရမလားကိုကြီးထက်ရန်ကိုလည်းအားနာတာအမှန်ပါညနေကသူညင်းလိုက်လို့မြင့်မို့မျက်နှာကြေကွဲရိတ်တန်းသွားတာကိုမနေ့အာယုန်တဲ့ကဖြောင်းလို့မရပဲမြင့်မို့ကိုမနေ့တောင်မနာကြေစေချင်တာအမှန်ပါအမှန်တိုင်းပြောရရင်မနေ့အိမ်တော်မပြုတ်ကြံသေးပါဘူးမေမေဒိုးတဲ့ထွက်လာတဲ့စကားတန်ကြောင့်တော်နီလာခင်အပြုံးမပြဲသူမမျက်နှာလေးကိုကြည့်နေရင်အကြောင်းပြချက်ကတော့ရှိမှာပေါ့အိမ်တော်မပြုတ်ကြံတဲ့အကြောင်းပြချက်သမီးဖြစ်ကျင်တဲ့သဘောကိုပို့ပွင့်လေးလေးပြောပါမေမေဖြစ်အောင်လုပ်ပေးပါမယ်ကွယ်မနေ့မမေမျက်နှာကိုပြန်ကျင်းလိုက်ရင်မနေ့အပန်တိုင်းပြောရင်မမေစိတ်ဆိုးမှလာရင်တော်နီလာခင်ကောင်းကြီးပြလိုက်ပြီးသမီးဆန္ဒကိုပဲမမေရဦးစားပေးမှာပါမေမေမှာဒီသမီးလေးတယောက်ပဲရှိတာလေမနေ့မျက်နှာလေးပြန်ဝဲပလာပြီးမနေ့လက်မတက်ချင်သေးဘူးမေမေဟမ်တော်စန္ဒာလေးမျက်ကုံးတို့ဝေးတက်သွားကသမီးဖြစ်သူကိုကြည့်လိုက်ပြီးမြင့်မို့ကြောင့်လားရှင်မမေကိုအမှန်တမ်းပြောပါသမီးရဲ့တကယ်လည်းမညာတတ်သူမလို့မမေကိုကြည့်လိုက်ရင်ကောင်းကြီးပြလိုက်ပြီတယ်သူမနှလုံးသားကမြင့်မို့တယောက်တည်းအတွက်ဒီတစ်ခေါက်တော့ယူမိုက်ချင်မိတယ်စွန့်စားချင်မိတယ်မမေကမြင့်မို့ကိုသဘောမကျဘူးလားယင်တော်နီလာခင်တပ်ပြင်းသက်သက်ရှာလိုက်ပြီးမနေ့လက်ကလေးကိုခပ်ဖွားဖွားညှက်လိုက်ကမေမေတေချာပြန်စဉ်းစားလိုက်ပါအောင်ပဲသမီးရဲ့ဟုတ်ကဲ့မေမေဒါဆိုသမီးအဲ့ဒီတော့စိတ်ပင်ပန်းစေမဲ့အရာတွေအရာမတွင်နဲ့သမီးစိတ်မပါပဲမေမေဘာမှမစီစဉ်မအောင်သမီးရဲ့နောက်တစ်နေ့မှာတော့တော်နီလာခင်ကတပိတ်ကိုအကျိုးအကြောင်းပြောပြလိုက်တော့တယ်ဒါနဲ့ပဲအချင်းချင်းနားလည်မှုရရှိသွားတော့တယ်မြမို့ထက်ရန်ကလည်းအလျှော့ပေးပြီးတော့သူ့ခံစားချက်တွေကိုခံစားရတဲ့ဖြည့်သိမ့်နေလိုက်တော့တယ်မြမို့တယောက်မနေ့ရဲ့အချစ်ကိုသူပိုင်ဆိုင်ခွင့်ရခဲ့ပြီမနေ့ပေါ်မှာဟိုးရင်ကလေးကအနံ့ချင်းပိုကြသမျှလဲအခုလဲသူမနေ့ကိုအနံ့ချင်းပြီးတော့အထမတိမ်တွင်းပြီးတော့မနေ့ရဲ့အချစ်ကိုယူခဲ့တယ်ဒါပေမဲ့လည်းမနေ့ကလည်းမြင့်မို့ကိုချစ်နေစိမ့်အနေသာခံနေစိမ့်ဒါကြောင့်မလို့ချစ်သူနှုတ်ကအချစ်ကပါလေးတဲ့စီမျောပြန့်လင့်သွားခဲ့တော့တယ်ထို့ညကမြင့်မို့ကမနေ့ရဲ့အိမ်ခန်းထဲထိန်ထားပြီးတော့မြင့်မို့ရဲ့အချစ်ကိုရယူပိုင်ဆိုင်ခဲ့တယ်ဒါကြောင့်မလို့အလုံးပူပွင့်လင်းလင်းပြောဆိုပြီးတဲ့နောက်မှာတော့မိသားစုနှစ်ဘက်နားလည်မှုရရှိသွားပြီးအကိုကြီးထက်ရန်ကပဲအလျှော့ပေးခဲ့လိုက်တော့တယ်ဒါနဲ့ပဲမြင့်မို့ကမနေ့ကိုသူ့အပိုင်ဖြစ်စေရမယ်ဒီလိုကြံဝပြီးတော့မနေ့ကိုသူယူဆောင်ခဲ့တယ်မနေ့ရဲ့ဘာမှစိတ်ညစ်စရာတွေ dream နေနေတော့နော်အဲ့တော့နော်စကားများနေရင်အေးရေးပြက်လိုက်မယ်တေချာအဲ့တော့နော်မြင့်မို့ကနှကောင်းချင်းထည့်ပြီးခတ်တူတူပြောလိုက်တော့မနေ့ကသူ့မျက်နှာကိုလက်ဖြင့်တောင်းထုတ်လိုက်ရင်မရဘူးနော်ဒီညငါအိတ်ချင်နေလို့အေးလေအဲ့ဒါကြောင့်အိတ်တော်လို့ပြောတာသိပြီဒါဆိုရင်မနေ့ရင်ခွေထဲမှာနေရတာအရာရာအေးချမ်းတယ်လို့အရာရာလုံခြုံတယ်လို့ခံစားရတာမလို့စိတ်ဆင်းရဲခဲ့သည်များအတိုးချပြီးတော့ဒီရင်ခွေထဲမှာတက်တက်တာခုလုံခွေရရှိတော့တယ်သူမဘွားအတွက်မရှိမဖြစ်အရာကသူ့ရင်ခွေတစ်ခုတည်းသာချီရတဲ့ပြည်သက်များရှင်ဒီနေ့မှာတင်ဆက်ပေးခဲ့တဲ့ချစ်သူသိစေဆိုတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကတော့ဒီနေရာမှာပြီးဆုံးပါပြီနောက်ရက်များမှာလည်းကျမတို့ရဲ့ channel ကနေဒီလိုဇာတ်လမ်းကောင်းလေးတွေကိုထပ်မံပြီးတော့ရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ချီရတဲ့ပြည်သက်များကဇာတ်လမ်းဆောင်မြောက်ကြည့်ရှုအားပေးကြပါဦးရှင်ဇာတ်လမ်းလေးကိုဆုံးထိလိုက်ပါနားဆင်အားပေးခဲ့ကြတဲ့ချီရတဲ့ပြည်သက်တဦးချင်းစီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်နေ့သက်မှာကျမ်းမာပျော်ရွှင်ကြပါစေ